မင်္ဂလာပါရှင် Hana Audiobook Channel မှာကြိုဆိုလိုက်ပါတယ်။ယခုဖတ်ပြမယ့်ဝတ္ထုကလေးကတော့ဆရာမကြီးခင်နှင်းယူရဲ့ဖိဖိဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်။နားတော်တာဆင်ကြပါ။ကြပြဆရာကြီးရှေ့သတင်းကျွန်းလာစံ2ရက်နေ့သို့ရောက်ပြီဆိုလျင်ဖိဖိသည်အသက်80ပြည့်ပြီတော်မူကျမနှင့်အတူနေခဲ့သောနှစ်အနေဖြင့်ကိုကနှစ်ပေါင်း42နှစ်ရှိပေပြီကျမ9နှစ်သမီးလူမန်းတည်တဲ့စပြုသောအခါဖိဖိမှနားမကြတော့ပြီတာမန်လူတို့ဖြစ်တဲ့ကဲ့သို့နားလေးယုံလေးနေခြင်းမဟုတ်ပါလုံးဝမကြားခြင်းဖြစ်၍တစိမ့်တို့အဖို့ဖိဖိကိုစကားပြောရသည်မှာအလွန်ဝင်လေးရှာကြမိတာဖြစ်ပါ၏ရှည်လျားသောစကားများအတွက်စက္ကူပေါ်စာရေး၍ပြခြင်းမှာဖိဖိနှင့်စကားပြောရအလွယ်ကူဆုံးတင်ဂေတာတစ်ခုပင်ဖြစ်ပါသည်အိမ်သားများနှင့်သားသမီးများအတွက်တော်ယုံတန်ယုံစကားမှာလက်ဟန်ချင်းရန်နှင့်ပါဇက်လှုပ်တာကိုကြည့်၍နားလည်ကြသောနီလန်းကိုသာအသုံးပြုလိုက်ကြပေသည်လွန်ခဲ့သော42နှစ်ကျော်ညတညတွင်ဖေဖေသည်အိယာဝင်အိတ်သွားပြီးနောက်တနေ့နနက်မိုးလင်းချိန်တွင်လုံးဝနားမကြတော့ခြင်းဖြစ်သည်ဟူ၍လောက်သာကျမသိပါသည်နာမကြသည်မှတပါဖေဖေသည်ဝါဖြိုးဤအသားဖြူဤကျမ်းမာတောင်းတင်ဤသူတွင်ကြောက်ပေါက်မာယာများရှိ၍သူအကိုကျမဤဘဘတို့လိုအသားဆွဆွဖြူ၍နေသည်မှာမထင်ရှားပေသို့သောဖေဖေတို့အမျိုးများသည်အသားဖြူကြ၏ကျမတို့ခက်ရွယ်ရွယ်သို့ရောက်ပြန်တော့ဖေဖေသည်လေငန်းယောဂါမှရှင်လာပြီးစကားပြောလျင်မပီမသားနှင့်လေးဝေလာသည်လမ်းလျှောက်လျင်လည်းခြေပြားအနှဲငယ်ဆွေးနေပုံရ၏သို့သောသူသည်မနှက်စောစောတခါညနေထမင်းစားပြီးတခါဝါခဲမမျိုးကိုတပတ်ပတ်မိအောင်တော့ရှောက်ရမှအိပ်ပျော်စားဝင်ပုံရပါ၏ကျမတို့မိသားစုမှကျမသည်ဝါခဲမရန်ကုန်သို့ပထမခွဲထွက်လာခဲ့၏ကရင်တောင်းညံသူများတောင်းညံစာတွင်မမေနှင့်မမသည်ရန်ကုန်သို့ခေတ္တလာရင်နေအချိန်นี้မှာတဖြည်းဖြည်းဆိုးရွားလာတော့ရာနောက်ပိုင်းတွင်ရန်ကုန်နှင့်ဝါခဲမအဆက်အသွယ်လုံးဝပြတ်သွားပြီးရန်ကုန်တွင်ပင်တောင်းတင်နေကြပါတော့သည်ညီမလေးနုနုမှမြို့မကျောင်းတွင်ကျောင်းတက်နေရသောအခြေသို့ရောက်ရပြီးညီမအလက်ဖြစ်သူအကျွဲမှမူရန်ကုန်တွင်ပင်အိမ်တောင်ကြ၍နေပေပြီဝါခဲမအိမ်ဟူကြီးတွင်ဖေဖေသည်ဇနီးနှင့်သားသမီးများနှင့်အတူမနေရတော့လဲဆွေမျိုးသားချင်းများနှင့်ကျန်ရစ်ခဲ့ပါ၏တခြားဆွေမျိုးများရှိတော့လဲမိမိတို့မိသားစုအနေနဲ့ဆိုလျင်ဖေဖေတယောက်ထိကျန်ရစ်ခဲ့သည်ဟုဆိုရပေမည်ဝါခဲမနေရန်ကုန်မှာလေကြောင်းဆက်သွယ်တစ်ခုတည်းသာရှိတော့သည်တစ်ခုတည်းဆိုတော့လဲဓာတ်ရိုက်မဟုတ်ပါဝါခဲမပသိမ်ကိုလာရသည်ပသိမ်မှလေရင်မြတ်နှင့်ရန်ကုန်ကိုလာရသည်ဖေဖေတွင်တစ်ခါစိတ်ဖောက်ပြန်တတ်သောယောဂရှိတော်လဲစာရေးဆရာဖြစ်မိသူဤဖခင်ဖြစ်၍လာမသိဖေဖေသည်တစ်ခါတရံလွမ်းဆွကြီးကွဲပွဲစာကိုရေးတတ်သည်၏သမီးယူရေအေယာရီတင်မောကြီးတွေဆိုင်ရောက်ချိန်ရင်လေဖေဖေတင်မောစိတ်ကိုဆင်းသွားတယ်တင်မောကြီးတွေကလည်းမလားသမီးတို့မမီတို့ကိုလည်းမမြင်ရတော့ဖေဖေမြကန်းပါမှာငုံမိတယ်ကျမသည်ဤစာပိုက်ကိုဖတ်လိုက်ကလေးကမျက်ရည်ကျမိ၏မေမေနှင့်မမတို့ကလည်းကိတ္တခဏရန်ကုန်လာရင်တင်မောလန်းရုတ်တရက်ပိတ်သွားတော့ကြောင့်အစောပိုင်းကအစီရင်ခံပြီးအတိုင်းဝါခဲမကိုမပြတ်နိုင်ကြတော့ပါအမှန်တော့ခစ်ပြက်လိုက်ရသည်မှာခဏလောက်သာဖြစ်ပြီးနောင်တွင်မူလအတိုင်းပြန်ဖြစ်မည်ဟုသာသဘောပေါက်ခဲ့ကြပါသည်တို့ဖြင့်တနေ့ပြန်မီနှင့်စောင့်နေသည့်အထဲမှာတောင်းညံ့မှုအခြေအနေမှာစောစောကကျမတို့သဘောပေါက်နေကြတဲ့ကဲ့သို့မဟုတ်ပဲပုံမအခြေအနေဆိုးရလာသောကြောင့်ရန်ကုန်တွင်မကြံ့ကြာတင်ပဲကြံ့ကြာနေကြရပါတော့သည်ကျမကဖေဖေထံမစာကိုမမေအားပြသောအခါမမေလည်းမျက်နှာမကောင်းရှာပါဖေဖေသည်မမေကိုတခါတရံသာတင်ဟူ၍မမေ၏မူရင်းအမည်ဖြစ်သောဒေါ်သိန်းတင်အမည်ကိုအဖျားဆုခေါ်တတ်တော်လဲများသောအားဖြင့်သားတွေသမီးတွေနှင့်ရောပြီးမမေဟူ၍သာခေါ်များသည်မမေသည်တရက်တကြီးသူအလဲပတ်သွားရမှမူလခံမှန်းထားသည့်ထက်ရက်များကြံကြာနေပါလေတင်မောစိတ်သို့နေ့တိုင်းလိုဆင်းပြီးစောင့်တတ်သည်မမေပြန်လာသောအခါများဆိုပါလျင်ဝါခဲမှဖျားကြီးလန်းထိတ်ကန်းနာလက်နှင့်ဆုံရာနေရာလောက်မှစ၍တို့မေမေပြန်လာပြီဟူ၍လက်နှစ်ဖက်ကိုမြှောင်ရင်းလက်ခုပ်တီးပြီးဝမ်းသာအားရအော်သွားသည်ကိုဂိုက်1000လောက်ဝေးသောကျမတို့အိမ်ကအတိုင်းသာကြားနေရပေသည်ရန်ကုန်တွင်ဖော်ပြထားသည့်အတိုင်းသားတွေသမီးတွေနှင့်မေမေသည်တောင်တင်နေစေရက်ပိုင်းအတွင်းဖေဖေတယောက်တည်းတင်မောစိတ်တို့အိမ်မှဖျားကြီးလန်းတလျှောက်ခောက်တုတ်ခောက်ပြန်ရှောင်နေမိကိုမြင်အောင်သောအခါရင်နှင့်ရပြန်ပါသည်ဘာပဲဖြစ်ပေါ်မေမေရန်ကုန်မှာပဲရတဲ့အိမ်ငှားပြီးနေကြပါစို့ဖေဖေကိုလည်းလေရင်ပြန်နဲ့လိုက်လာဖို့အခေါ်လွှတ်လိုက်မယ်လေ
ကျမဤစိတ်ကူးကိုမိမိအားပြောပြမိပါ၏အေးပေါ့ဒါပေမဲ့ရန်ကုန်ကလူတွေကသမီးဖေဖေအကြောင်းဓာတ်မသိကြတော့သမီးဖေဖေအတွက်အိမ်နီးချင်းတွေကိုမိမိကအားနာလာတယ်နောက်တော့ကြည့်လို့ရတာပေါ့မိမိရသဘောတူကြပြီးသည့်နောက်တွင်ကျမသည်အခေါ်လွတ်ဖို့လေရင်ပြန်နေရာရဖို့စသည်များကိုစီစဉ်ရ၏သွားခေါ်ပြီးသူမှာဝါခေမာသာစစ်ရဲတက်ရင်မှရဲဘော်လေးတူဖြစ်သောတကြောင်လဲထွက်ဖြစ်သည့်မောင်ကျင်အောင်ဖြစ်ပါ၏ထိုစင်ကအလေးရင်မြန်သွားလာမှလည်းလွယ်ကူသည်မဟုတ်ပေသို့သောမောင်ကျင်အောင်သည်ဖေဖေကိုချောမောစွာပင်ရန်ကုန်သို့ရောက်အောင်ခေါ်လာနိုင်ခဲ့၏ရန်ကုန်လီစိတ်သို့အရောက်တွင်မူအဘ၏ထူးခြားချက်ကလေးများနှင့်ပတ်သက်၍အုံနှောင်းချောက်ခဲ့ရသောအဖြစ်အပျက်ကလေးများကိုဟာတာနှော၍ပြောပြပါတော့၏အဘဖြစ်ပုံကတော့မပြောချင်တော့ပါဘူးမမယူရဲ့ကြောက်ရည်စင်ငရုတ်စုံကြီးမပါရင်မလိုက်ဘူးဆိုလို့အုံနောက်ကိုခြောက်သွားတာပဲလေရင်ပြန်ကလည်းနောက်ဆုံးချိန်ပြန်မေးလိရင်အချိန်ကလည်းကက်နေပြီနေရာကလည်းမပေးနိုင်နေရာမပေးနိုင်ရင်လည်းမလိုက်ဘူးလို့ဆိုနေစဉ်းစားကြည့်ပြီးတော့နောက်ဆုံးတော့စွန့်ပြီးအတင်းတင်ရတဲ့ဘဝရောက်တာပဲကျမကတော့မောင်ကျင်အောင်ညွန်ပြသောပစ္စည်းများကိုကြည့်ရင်ပြုံးရည်မိပါသည်မောင်ကျင်အောင်ကိုသာကျေးဇူးတင်စကားပြောရ၏ကြောက်ရည်စစ်ဆိုသည်မှာရိုးကုမ္ပဏီတိုက်တွင်ရောင်းသည့်လက်တစ်ဖက်နှင့်သွန်ငဲ့ရသောခက်သေးသေးရေစစ်အိုးလေးမျိုးအပေါ်စားမဟုတ်ပါကျမတို့မြဝကျွန်းမော်တွင်သုံးထားရှိသောတစ်သားရေစစ်အိမ်၏ထိတ်အပေါက်တွင်တင်ထားပြီးနေရန်လေးဘက်တစ်သားကာရသည့်ကြောက်သားအစ်စ်ကိုထွင်းထားသောကြောက်ရည်စစ်ဖြစ်ရာတယောက်တည်းအားနှင့်မပြီးမရတတ်ပေဒန်အိုးကြီးကအဝ2000လောက်ကျဲသည်ငရုတ်စုံကြီးကလည်းအဝတစ်ထွားနှင့်လက်နှလုံးလောက်ရှိကဇောက်ထွားလောက်နှက်ချင်းကသူ့၏အထောင်းခံခဲ့ရသောတတန်းကိုဖော်ပြနေလေသလားအောင်မိရ၏သမီးတို့အမေကြီးလက်ထက်ကလေးကပစ္စည်းတွေသမီးတို့ထက်တောင်အသက်ကြီးသေးတယ်ဒါကိုရဲဘော်ကမယူရဘူးတဲ့လေဖေဖေအော်လန်ဒီလီရင်ယုံတစ်ခုလုံးကိုဖုံးသွားပါ၏ကျမကပြရိုးပြစဉ်တင်ငေတာဖြစ်သောလက်ဟန်ချီဟဲ့နှင့်သူတဲယူလာသည်ကိုကျေနပ်ပါကြောင်းပြောပြရသည်ကျမတို့ငှားထားသောအိမ်လေးမှာဝါးတရံကအိမ်ငယ်လေးပင်ဖြစ်တော်လဲကျမတို့စိတ်ချမ်းသာသည်ဖေဖေသည်လုံးဝနားမကြားသူဖြစ်၍သူ့အတန်ကိုထိမ့်၍မရတူတူမပြောခုနှစ်တန်ချီနှင့်ဟေး၍ပြောတတ်သည်ယခုအိမ်ရှင်မဝါခင်မအဆက်အနွယ်တွေကဖြစ်သည်ဖြင့်ဖေဖေတက်ကိုလည်းတီးပြီးဖြစ်သည်ဖေဖေကိုနားလည်မှုရှိသူဖြစ်သည်ကက်နေသောအိမ်မရှိသဖြင့်ဖေဖေအော်တန်ကိုလည်းအိမ်နီးနားချင်းကြားရမှာကိုအားမနိုင်ရပါခြံလေးမှာကျဲပင်း၍ထော်လိန်အတွင်းပိုင်းထဲမှာဖြစ်သောကြောင့်အိမ်ချင်းညက်နေသောအရက်ထဲမှလိုစိတ်မရှုပ်ရတော့ပေဖေဖေကလည်းမြေလူကလေးတွင်ဆိုက်ရပြိုးရ၍ကျင်းနေနေပုံရသည်မကြခင်သူ့တွင်ယောဂတစ်ခုဖြစ်လာပြန်ကြောင်းသူပြောပြသဖြင့်သိရပြန်ပါ၏သူယောဂမှာပေါင်ရင်းနှင့်စီးဆက်တွင်အကျိတ်မှအနာကြီးတစ်ခုဖြစ်လာသည်ဟုဆိုပါသည်သွေးအမြဲထွက်ကြနေသဖြင့်သွေးအားရုပ်လျော့နေပြီဖြစ်ကြောင်းကိုလည်းလက္ခဏာပြနေသည်ခွဲစိတ်ကုသပါရဂူဆရာဝန်ကြီးဒေါက်တာကြီးဖောတို့ပြသောအခါခွဲစိတ်ကုသရမည်ဟုဆိုပါ၏ယောဂအခြေအနေကမကောင်းလွန်းပါသူဖြစ်ရာခွဲစိတ်စဉ်တွင်အသက်ရှင်မည်မရှင်မည်ကိုကြိုတင်ပြောမပြနိုင်ပါကြောင်းအကယ်၍ခွဲစိတ်ကုသခြင်းမပြုပါလျင်လေကံအကြောင်းတရားကိုတော့မပြောလိုပါယောဂအနေဖြင့်ကတော့နောက်6လထပ်ပိုး၍အသက်ရှင်နိုင်ပွဲအကြောင်းမမြင်တော့ဟုဆိုပါသည်ကျမတွင်လူနာတယောက်ကိုဆေးရုံတင်တိုင်းငွေကြေးကုန်ကြခြင်းပြုစုရခြင်းများအတွက်မြည်တို့မျှကျမစိတ်မမောတတ်ပေမမျော်လင့်သောအချိန်တွင်တည်ရေးရှင်ရေးကိစ္စဆိုပါကတရခံဝင်လို့ရသည်ခေါ်မလားမျက်စိမှိတ်ပြီးဆုံးဖြတ်ချက်ချရခြင်းခေါ်မလားဤဖြစ်မျိုးကိုလုပ်ရတတ်သည့်အခါအလွန်စိတ်မောမိ၏အမြဲလိုလိုလဲလုပ်ရပါ၏ဘာကြောင့်စိတ်မောရသည်ကိုနောက်တွင်တင်ပြပါအောင်မည်ခွဲစိတ်ကုသခန်းမကခွဲစိတ်ခန်းထဲတွင်ပင်တေးခြင်းလဲတေးမီအခွဲမခံပါကနောက်6လတွင်ဖေဖေသည်အသက်ရှင်တော့မည်မဟုတ်တခုခုကိုတော့စွန့်စား၍လုပ်ရပေမည်ခွဲစိတ်တာအောင်မြင်ရင်တော့နောက်6နှစ်အသက်ရှင်မှုကျွန်တော်အာမခံတယ်ဒေါက်တာကြီးဖော်လီ6နှစ်ဆိုသောစကလုံးကလေးကိုသုံးသည့်အချိန်တွင်လက်ချောင်းကလေး6ချောင်းထောင်ရေးပြရင်အသက်ရှူပေါက်ကလေးရသွားသည့်အမူအရာကလေးဖြင့်ပြောပါ၏ကျမမှအတော်လေးပင်ကောင်းရှုပ်သွား၏ကျမတို့မိသားစုလိုပင်တခြားမိသားစုတွေလည်းအဖြစ်တူများရှိလိမ့်မည်လားမသိတရားရောက်နေမကောင်း၍ကုသရတိုင်းတညာအိမ်မိသူတတိတလုံးကျွေးမိသူငွေတစ်ချက်ပေးမိသူဘာသူညာသူစသည်ဖြင့်ပစ္စည်းညောက်ကက်ကလေးကုညီမိသူတစ်ဖက်တလေကလေးများပင်မရှိတတ်ပါတော့လေလူနာသည်ကုသရင်မှအကြောင်းမညီညွတ်သဖြင့်ဖိတ်ဆင်သွားခဲ့ပါတော့
ထိုလူနာကိုစောင့်ရှောက်ဆေးရုံတင်သည်သူပြုစုသူအပေါ်တွင်တရားနိလန့်အရာတရခန့်အစ်ဖြစ်မည်မဖြစ်မည်ကိုပင်ထဲမတွက်တော့ပင်တကြိုးရဲနှင့်တရခန့်ဖြစ်သို့တွတ်သွင်းချိမြင့်တော်မူကြပါတော့သည်ထိုဖြစ်မျိုးကိုကျမသည်14နှစ်သမီးလောက်ကလေးကသို့မဟုတ်လူဘဝဇက်ခုံဤရှေးပိုင်းအမြင့်နှင့်နောက်ပိုင်းအညစ်အပတ်ဆိုသည်ကိုဘာမှမသိရခင်ကလေးကပင်ကြုံခဲ့ရ၏တင်ပြရမည်ဆိုပါလျင်ကျမ၏အကိုအလက်ဆုံးသွားစဉ်ကတစ်ကြိမ်ဖြစ်ပါသည်ထိုအကြိမ်မှာပထမအကြိမ်ဖြစ်ပြီးဒုတိယအကြိမ်မှာကျမတို့မိသားစုရန်ကုန်ကိုပြောင်းလာစာညီမအငယ်ဆုံးနုနုလဲပင်ခွဲစိတ်ကူတာခံရစဉ်ကတစ်ကြိမ်ဖြစ်သည်တညာလုံးမေးစေးမပြေမချင်းလူနာအပါတွင်ကျမတယောက်တည်းစောင့်နေရ၏ထိုနေ့နေ့လယ်ပိုင်းကလူနာကိုခွဲစိတ်ခန်းထဲမှထုတ်လာခဲ့ကြတော့လေယခုထိသတိမရသေးပေသွေးများကလည်းပတိကိုပေးချက်နေရမြင်မကောင်းသည်နောက်နေ့နက်နက်မိုးလင်းလျင်ဆွေမျိုးများဝင်ခွင့်တောင်းပြီးဝင်လာကြပါ၏သူတို့ဝင်လာ၍အဘွားဤညီမဖြစ်သူအဘွားလေးဥနုမိခင်မှာနုနုကိုမြင်လာရသည့်တပြိုင်နက်အမလေးသမီးလေးသေးပါပြီသူဟာသူနေရင်အကောင်းသားမိခင်ယူဆက်စော့လို့သမီးလေးသေးပါပြီဟု၍အော်၍ငိုပါရော်သည်မမေသည်ချက်ချင်းပင်သူ့အတော်အားအပြင်သို့ခေါ်ထုတ်သွားပါ၏နုနုမှမသေးသေးကြောင်းမေ့သေးဆိုသည်မှဒီလိုပင်ဖြစ်တတ်ကြောင်းလူနာရှေ့တွင်အော်ဟစ်မငိုရကြောင်းကိုအပြင်တွင်မနှဲကြီးရှင်ပြလိုက်ဖူးသည်ကျမတို့ဘွားလေးကိုကျမတို့ကအမဟုခေါ်သည်တအိမ်နဲ့တစည်းပွားတဲ့နေလာခဲ့ကြသဖြင့်ဘွားအေအရင်လိုပင်ဘွားအေနှင့်အတူကျမတို့ကိုသူကပြုစုဆောင်ရှောက်လာခဲ့သည်ကျမစိတ်ထဲမှာတော့ငါဘဝကုသိုလ်ကသူများမလုပ်တာကိုအမိုက်ခံပြီးလုပ်ရသည်လောက်တာလုပ်ရတဲ့တရခံဖြစ်ရမယ်ကုသိုလ်ကံပါတယ်ထင်ပါရဲ့ဟု၍စိတ်ဖြေရပါတော့သည်အသက်ကြီးလာသည်နှင့်အမျှတွေ့လာသည်ကတော့ကျမလိုပဲလောက်ကြရပါတော့လေတရခံဖြစ်ကြရသောသူများကိုမြင်ရသောအခါစာနာစိတ်ဖြင့်တနာမိ၏လောက်ပုံလုံးနီးလောက်ဟန်ကပဲမှားလေ၍ငါပဲတနာခံဖြစ်ပြန်လီတလားဟုတခါတရံကိုစမ်းစစ်မိ၏အကြောင်းများသည်တခါတရံမလောက်ပဲနေ၍ဖြစ်သောအကြောင်းများမဟုတ်မလောက်၍မဖြစ်ငါသာလူစွမ်းကောင်းကြီးกว่าလို့ရင်ကော့ပြစားခြင်းလွန်း၍စွန့်စားခြင်းလွန်း၍သူရဲကောင်းကြီးလှုပ်ခြင်းလွန်း၍လှုပ်ရသည်မဟုတ်အခြေအနေကဖန်တီးလာသောအခါလှုပ်ရပြန်သည်သာဖြစ်ပါ၏ယခုဖေလူကိစ္စမျိုးတွင်အဆုံးဖြတ်ပေးရန်အတော်ခက်၏ဒုတိယဘဝတတိယဘဝတို့တွင်အကျိုးပေးတတ်သည်ဟုဆိုသောဟိုတဘဝကလှုပ်ခဲ့တဲ့ကံကဘာကံဖြစ်မည်တော့မသိအမြဲတမ်းအကျက်အတဲသူရောက်သွား၏ဘေးရင်ပညာအနေချင်းလိုက်စားထားသူဖြစ်သည့်အတိုင်းစိတ်ကျဉ်ကျက်လွန်၍လာသောအခါငါကကုံလက်ပေကိုကုံလက်ရဲ့ပင်ကိုတဘာဝကိုကရေထမ်းသမားဘဝရုပ်ပုံအားဖြင့်တင်ပြထားပုံကလည်းရေအိုးလေးကိုပခုံးမော်ထမ်းပြီးမြေကြီးပေါ်ရေသွန်ချပြရနေတဲ့ရုပ်ပုံကျိုးပန်းသမျှပင်ပန်းသမျှတဲတဲ့ရေသွန်သလိုဖြစ်ရမှာပေါ့လေဟုကိုထပ်ပကိုဟကိုရှာပြီးစိတ်ဖြစ်ရ၏ဒါပင်မေငါလောက်တာတရားတယ်မဟုတ်လားဒီအလုံးမှာငါကိုကျူငါအမျက်ထွက်ဖို့သူများကိုဒုက္ခပေးတာရေလို့တခုမှမပါပါဘူးဘယ်သူကဆွဆွဲအပြစ်တင်ငါစိတ်ထဲမှာငါဟာငါရှင်းနေတဲ့အတွက်တတိရှိရမယ်လေဟု၍ကိုပင်အားပေးအား၏သို့တော့မိမိကမှတ်ချက်ချပါသည်ဆွေစုမျိုးစုများတဲ့လူအုပ်ဟာဒီလိုပဲသမီးအဝေဖန်ခံရတာကြီးပဲတကယ်သွေးဆက်ကြဆိုသူတို့ကဆွေမျိုးလောက်တော်တာပါသမီးမာကအဖေရင်ခောက်အဖေကိုဘသူကတတ်မတဲ့လဲတို့များဒီလိုလက်ပိုက်ကြည့်နေရင်သူတေးသွားပြီဆိုကြပါစို့သမီးမာငင်းကလေးတစ်ခုရှိတယ်အတိတ်ကလှုပ်ခဲ့ပြီးရကိုလဲနောင်နာဖြစ်တတ်ပါပြီတဲ့တော့ကြငါမကုမိလို့ငါအဖေသေးရလေခြင်းလို့ဖြစ်အောင်မယ်ဘာပဲဖြစ်ပေါ့လေကံကံဤအကြောင်းတရားဆိုတာရှိပါတယ်တေခြင်းမှလည်းတေမှာပါမတော်တဆတေသွားပြီဆိုကြပါစို့သမီးကိုတရက်ခန့်လို့ဘသူကဆွဆွဲမှလဲအပြစ်ရှာပြီးဆွဆွဲတယ်ဆိုတဲ့လူတွေကသမီးရဲ့ဖေဝေဒနာကိုတညတလေလာကြည့်ဘူးပါလားအကျက်အတဲရောက်နေတာကလေးကိုအသက်ရှူပေါက်ကလေးရအောင်အားပေးကူညီခဲ့ဘူးပါသလားကိုကိစ္စအတွက်ကိုဟကိုလုံးပန်းရင်ကူသွားတာလေးတွေရှိလိမလားတော့မသိပါဘူးကွယ်တော်ပါသေး၏ကျမဆုံးဖြတ်ချက်အိမ်နောက်တွင်မိမိတယောက်လုံးရှိနေပေသေးသည်ကျမသည်တခါတရံကိုယုံကြည်ရှိခြင်းမှရှိတတ်သောပြောညံချက်အကွက်ကလေးရှိတတ်၏မိမိသာနောက်ပိုင်းကရက်မပေးလိုက်လေရဲဝံ့စွန့်ဆန်းစားလုံးမြမိန်းကလေးတယောက်မဟုတ်ပါပြီကဲဖေကိုခွဲစိတ်ကူးသားတော်မူဟု၍ဆုံးဖြတ်လိုက်ပြီထိုဆုံးဖြတ်ချက်မှာကျမတို့သားမိနှစ်ယောက်ခေါင်းဆောင်ပြီးဆုံးဖြတ်လိုက်သောဆုံးဖြတ်ချက်ဖြစ်၏
ထိုဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်ဖို့ကလိုသေး၏ရှေ့အနာကိုခွဲစိတ်ကုသဖို့ဒေါက်တာကြီးဖော်ကပြောတယ်မန်ယူကအားလုံးစီစဉ်လာခဲ့ပြီမိမိကလက်ဟန်ချင်းရဲ့နင်းရောစာရေးရွရောပြပြလိုက်၏ဟန်အန်ငါနာကိုခွဲမကုနဲ့တော့ကြပြောက်သွားမှာဖေဖေသည်ခွဲစိတ်ကုသနည်းဖြင့်ကုသခံရမည်ကိုအကြောက်အကန့်ပင်ညင်လိုက်၏အခုတော့အနာကအနက်ထွက်နေပြီသမီးတို့အခန်းဘက်ကတော့အနက်ရတယ်ခွဲစိတ်ကုလိုက်ရရင်ခဏလေးနဲ့ပျောက်သွားမှာခုခံလာရတာဘယ်လောက်ကြာပြီလဲခုခေတ်ဆေးတွေကလည်းကောင်းပါတယ်ဒေါက်တာကြီးဖောကိုရိုင်းခွဲမှာဘာမှအားမငယ်နဲ့မိမိကစာရေးပြရပြန်သည်နောက်ဆုံးတော့ခွဲသည်ဖြစ်စေမခွဲသည်ဖြစ်စေအနာကိုဒေါက်တာကကြည့်လို့၍ဆေးရုံခဏတက်ပြီးပြပါရန်အနေမျိုးနှင့်ချော့မော်၍ဆေးရုံတင်ရ၏ကျမသည်ညနေတိုင်းရုံးစင်းချိန်တွင်ရုံးမှအိမ်သို့အပြန်ဆေးရုံကြီးတဲ့သို့ဝင်ပြီးဖေဖေကိုကြည့်ရသည်ဆရာဝန်ကတော့ခွဲရမည်ဟုအတိအကျဆုံးဖြတ်လိုက်ပါသည်သွေးရအလွန်နှဲနေ၍သွေးသွင်းမှုလိုကြောင်းလဲပြောပြပါသည်ထိုစဉ်ကငွေတန်ဖိုးဖြင့်ငွေတပလင်းသွေးတပလင်း35ချက်ဖြစ်သည်ကျမသည်တညက်နေတွင်ခွဲစိတ်ကူတာဖို့အားလုံးအစင်းသင်းဖြစ်ပြီးဖြစ်ကြောင်းသွေးဖို့ငွေ35ချက်ကိုလည်းပေးပြီးကြောင်းသွေးရကောင်းနေလျင်ခွဲစိတ်ကူတာခံရခြင်းမှာကြောက်စရာမရှိကြောင်းကိုစာတိုစာရှိရေးပြရ၏စာကိုဖတ်ပြီး၍ဆုံးလျင်အမလေးသွေးတပလင်းကို35ချက်တဲ့လားဟုအော်လိုက်ပါ၏ဖေဖေအော်တန်းကြောင့်ဘေးကလေးကလူနာများနှင့်ဧည့်သည်များသည်ကျမတို့သားဖားကိုဝိုင်းဝန်းကြည့်ကြ၏အေးပတ်စံ35ချက်ကိုနှမျောလို့ခွဲခံတာလို့ဒေါက်တာကိုပြောလိုက်ကျမသည်တစ်ပတ်ကိုလဲပြီးပြုံးမိသည်ဖေဖေကိုအောင်မြင်စွာခွဲစိတ်ရေးပြီးပြီအတန်းနှင့်တကွခွဲစိတ်ခန်းထဲမှပြန်ထွက်လာချိန်တွင်မူဒေါက်တာကြီးဖော်ရောကျမတို့ပါဟင်းချမိကြ၏နောက်တစ်ပတ်ဆေးရုံကြီးလေကလေးများမှအတက်တွင်ဒေါက်တာကြီးဖော်ကဟဟပပရေမောကကျမကိုစီကြွ၏သူအနာတွင်သူနာပြုဆရာမကလေးများနှင့်ဖေဖေ၏ငယ်တပည့်ဖြစ်ခဲ့သူစေးရုံကြီး၏စတီဝတ်ဖြစ်သူဦးစောမောင်ရနေသည်ဦးစောမောင်မှာဝါခဲမမှာပညာသင်ခြင်းကဖေဖေတပည့်ရင်တယောက်ဖြစ်၍ရန်ကုန်စေးရုံကြီးတွင်ပစ္စည်းတိန်ဖြစ်သည်ဝါခဲမမှာလူနာဟုသမျှစေးရုံတက်လျင်အယုတ်လက်အမျက်မရွေသူကူညီ၏ဖေဖေကလေးကိုကြည့်လိုက်တော့အခါဖေဖေကိုမတွေ့ရတော့ပြီးကျမထိတ်သွား၏သို့တော်လည်းစိတ်မလေးမိပါအကြောင်းမှာဆရာဝန်ကရေမောပြီးအားလုံးမျက်နှာများကပြုံးနေကြသည်မဟုတ်ပါလားဤသို့ဆိုလျင်တခုခုတော့တခုခုပဲလေးလေးတခုခုတော့မဟုတ်တန်ရပေါ်ပေါ်တခုသာဖြစ်เสียရရှိယောဟေမက်ခင်ယူရေမင်းဖေရဲ့ကြဗျာဆရာကြီးမန်းခုမှတို့တည်ရဲ့စီယုံကစင်းကျင်လို့တဲ့လက်မှတ်ထိုးပြီးသူ့ဘာသာသူဆင်းသွားလျက်တို့များနဲ့စီးရုံကြီးကိုနှုတ်ဆက်တဲ့အနေနဲ့ကြပြားတပုတ်ရေးပြီးဆီယာမာလေးတွေကိုပေးသွားလေရဲ့ဖက်ကြည့်စမ်းဒေါက်တာကြီးဖောသည်ရေမောရင်ကျမတို့စာရွက်တစ်ရွက်ကိုလှမ်းပေးလိုက်ပါ၏ဆီယာမာလေးတွေမှာပါဇက်ကိုလက်ကင်မောနှင့်ပိတ်ကခက်အုပ်အုပ်ရေမောနေကြသည်စာရွက်ကိုယူပြီးဖတ်လိုက်သောအခါသူတို့နှင့်ရောပြီးရှက်ရှက်နေမိရေးမိပါသည်ဖေဖေကြပြားကယောက်ျားအတိကအောင်နာကြည့်လိုက်တော့မရှိဖြစ်ရလေတော့သည်ဟုတဲ့ဘလောက်များပြောင်မြောက်လိုက်ပါသလဲတာယာပြည့်ပြည့်လိုက်ပါသလဲပွင့်လင်းလိုက်ပါသလဲကာယံတပေတို့ဤညီညွတ်မှုရှိလိုက်ပါသလဲဘာတွေဘာတလဲကိုချီးကျူးဖို့အချိန်မရတော့ပါကျမကောင်းမဖော်ရဲသေးပါအင်မတန်စိတ်ဆောင်တဲ့ဦးကြီးသူများတွေသာဆိုရင်ဒါလောက်ခွဲစိတ်တဲ့တန်ရာပြင်းထန်ရင်ဒါလောက်ရက်နဲ့အိယာကတော့မထနိုင်ကြသေးဘူးမင်းဖေဖေကတော့တောင်ပြေးနေတာပဲတခုခုဖြစ်ရင်သာပြန်လာပြောပြီးတော့မခင်ယူခုတော့โอเคပဲသူများတွေတော့6လကြာရင်ပြန်လာပြကြရတယ်အနာကကင်ဆာသဘောဆန်ဆန်အနာကွဒေါက်တာကြီးဖော်ကရှင်းလင်းပြောပြ၏ကျမနဲ့ဦးလေးဦးစောမောင်မှဒေါက်တာနဲ့ဆရာမလေးကိုနှုတ်ဆက်ပြီးဆေးရုံပေါ်မှဆင်းလာကြပါသည်စီးသွားနိုင်ရန်အတွက်အနာအပေါက်တွေပိုက်တစ်ခုတက်ပေးလိုက်သည်ကလွဲ၍ဖေဖေတွင်ယောက်ျားပိုင်းတည်တံ့ပစ္စည်းမရှိတော့ပေဒေါက်တာကြီးပေါ်ခွဲစိတ်စဉ်က1949ခုနှစ်လောက်မှာပင်ရှိသေးသည်ဖေဖေသည်ထိုယောဂနှင့်ပတ်သက်ပြီးဒေါက်တာကြီးပေါ်ထံသို့ပြန်လည်၍မသွားရတော့ပေသာသနာတော်တက္ကရာ1500ပြည့်နှစ်နှင့်အသက်66သာသနာတော်တက္ကရာ1500ပြည့်သောနှစ်မှာရန်ကုန်မြို့သူမြို့သားများအတွက်ကုသိုလ်လည်းအလွန်ရ၍ကတိကအောက်လည်းနိုင်သောနှစ်ဟုဆိုရပေမည်ကဘာအေးလှိုင်ငူတော်တွင်ရှင်သာမဏေ1500ရှင်ပြူပွဲဆင်နွှဲသည့်သာမကဗုဒ္ဓဤသာသနာစီပင်ထွန်းတောင်နေသောနှစ်ပေါင်း1500ပြည့်သောအထိမ်းအမှတ်ပွဲကိုပါအထူးတလဲကျင်းပမည်ဖြစ်ရာကနေကလာသောသူများဖြင့်
ရန်ကုန်ရှိအိမ်နိုင်ခန်းနိုင်တွင်အိမ်ရှင်ရောဧည့်သည်ရောနှပန်းလုံးနေကြရသည်ရန်ကုန်မြို့ဆိုသည်ကလည်းအယောင်းဝယ်ဗဟုကြမှုအုပ်စိုးသူများ၏အာဏာစက်ထုတ်လုပ်ရာနေရာဖြစ်သည်ကလွဲပြီးနေရေးထိုင်ရေးတွင်အိမ်ခန်းလေးတွေကအပိုလိုမရှိမိမိအိမ်သားနှင့်မိမိအတိအကျလိုဖြစ်နေ၍မြမလူနေမှုစနစ်၏အဓိကဖြစ်သောမြမစေတနာဘလို့ပင်ရှိသည်ဆိုစီကမူဧည့်သည်များအတွက်နေမာလိုပြေးလဲစွာနေနိုင်အောင်နေရာထိုင်ခင်းစီစဉ်ပေးဖို့အတွက်မလွယ်ကူပါရန်ကုန်အိမ်ရှင်များသည်ဧည့်သည်များကတိကအောက်ဖြစ်နေရသည်ကိုကြည့်ပြီးအတော်မျက်နှာပူစရာဖြစ်ခဲ့ရ၏ထိုချိန်တွင်အစိုးရ၏တိုက်ခန်းဖြစ်သောစုလီဖျားလန်ရှိတိုက်ခန်းတစ်ခန်းတွင်ပင်ကျမတို့မိသားစုနေထိုင်လျက်ရှိသည်၏ချမ်းနေဝင်နေမဟုတ်တော့လဲတိုက်ခန်းမှာအနံ25ပေအလျားပေ90လောက်ရှိသဖြင့်ဧည့်သည်များလာလျင်25ပေပေ20လောက်ရှိသောအေကန်တစ်ခုလုံးတွင်5-8ယောက်လောက်တူတူကြည့်ကြည့်တန်းစီအိမ်နိုင်ပါကအိမ်နိုင်လောက်ပေသည်ဧည့်သည်နှင့်ပတ်သက်၍အကြောင်းတစ်ခုပေါ်လာပါသည်ပွဲတော်ရဲ့မတိုင်ခင်3-4ရက်တွင်ကျမရုံးမအပြင်အိမ်မော်ကလေးမလေးမအေးတင်ကစီးကြို၍ပြောသည်ဘဝကြီးရဲ့လေဝါခေမကိုအခုညနေသင်္ဘောနဲ့လိုက်သွားပြီသင်္ဘောထွက်ချိန်ရောက်မှနင်မမကိုပြောတဲ့နမို့ရင်လိုက်တားနေမှာဆိုလို့တဲ့တားလည်းမတားပါဘူးဘာကိစ္စတော့လည်းမသိဘူးမမယူရဲ့2ရက်ပဲကြာမယ်လို့ဆိုတယ်အေးဖေဖေပြန်လာမဲ့ရကြရင်သာဦးဆန်ငွေကိုကြိုးခိုင်းမှုမမေ့ကြနဲ့ဦးဆန်ငွေသည်အိမ်တွင်မော်တော်ယာဉ်မောင်းပေးနေသူဖြစ်သည်ကျမကဒါလောက်ပဲပြောနိုင်ပါသည်ထိုးစင်းကကျမတွင်တက်နိုင်သမျှကလေးနှင့်ချစ်ချုပ်စုပြီးဝယ်ထားသည့်ကားလေးရှိနေပေသေးသည်သို့သောနောက်2ရက်ဖေဖေချင်းဆိုထားသောနေ့တွင်ကားနှင့်သွားကြိုရမည့်ဒရိုင်ဘာဦးဆန်ငွေပင်သူ့နေအိမ်မှကျမတို့တိုက်သို့မရောက်ခင်မနက်စောကြီးဖေနှင့်ကျမတို့ဗကြီးဖေအကိုဝမ်းကွဲဦးဘိုးညံနှင့်ဇနီးဒေါ်ဖွားခင်တို့ပါလာကြသည်သူတို့သည်ဝါခဲမတစ်ဖက်ကတောကရွာဘက်တွင်နေထိုင်ကြပြီးလွှာထောင်လုံးနေသူများဖြစ်ကြ၏ဖျားကန်အပအဝင်အဲကန်းတွင်နေရာချထားပြီးကော်ဖီနှင့်မုန့်များပင်ကျွေးပြီးဖြစ်သည်ကျမလည်းမိဖို့ခန့်ဘက်မှမျက်နှာတစ်ပြူပြီးဖျားခန့်ဘက်သို့ထွက်လာခဲ့၏ဖျားခန့်ဟုသာဆိုရသည်တီးတန့်ခန့်မဟုတ်ပါအဲခန့်ခေါ်တိုက်ဤရှိဘက်ပိုင်းခန့်တမန်တလင်းနှင့်တစ်ဆက်တည်းပါသည်ဖျားရှိခိုးပြီးအဘတို့နှင့်စကားပြောရ၏အဘဦးဘုညံဒီကောင်းရဲ့လားကျမဖြင့်ဖေသွားတာလည်းမသိလိုက်ဘူးဘာလို့စီသွားတာလည်းမသိဘူးရုံးကပြန်လာမှကလေးမလေးတွေစီးကျူပြောလို့သိတာအဘဦးဘိုးညံသည်ပြောင်းမှုဖက်စလိကြီးကိုအားရပါရဖွာနေ၏သူသည်ဖေလိုခက်ဝဝပင်ဖြစ်သည်ဖေလိုတော့အသားမဖြူအသားမဲ၏သို့တော့စကားပြောလျင်မောတန်ပါနေသည်တို့လည်းဘာမှမသိပါဘူးဒီသာသနာ1500ပြည်ပွဲကိုလာချင်တာတော့အမှန်ပါပဲတနေ့ကညနေတော့မောင်ဘပြုံးကနေပေါက်လာတယ်သူကဘာပြောလဲဆိုတော့ကိုဘိုးညံနဲ့အကိုဟာဦးနု၏အဖေဦးစံထွန်းကိုပြောသည်အသက်66နှစ်မှသေးတယ်တဲ့ကျွန်တော်ခမ ्या ကိုတွက်ကြည့်တော့ခမ ्या ဒီနှစ်66နှစ်ပြည့်တယ်နဲ့တဲ့ဒီတော့ခမ ्या လည်းသေးလိမ့်မယ်တဲ့ဟုတ်တော့ကျမမှာဖေကဆွဆွရွရွသွားပြောခြင်းအတွက်စိတ်ပြတ်အံ့ဩမိပါသည်မသေးခင်ကုသိုလ်ရအောင်ရန်ကုန်ကဖျားတွေကျွန်တော်လိုက်ဖို့မယ်စုံအောင်လိုက်ဖူးပြီတော့ဆိုလို့ငါနဲ့ဖွားခင်လည်းလိုက်လာတာပဲကျမရဲ့မိပါတော့သည်ဖွားလေးဖြစ်သူဒေါ်ဖွားခင်မှာဖြူဖြူပုပုနှင့်ချစ်စရာလေးဖြစ်သည်စကားအလွန်နေပြီးအမြဲပြုံးနေကချစ်စရာကောင်းမိသည်ဖေကတော့နားမကြတာကလွဲ၍အလွန်မာတာပဲတခုတောင်းမှန်များစီဘဘသူပြောတာတွေကိုစိတ်မထိခိုက်လိုက်ပါနဲ့ဘဘဦးစံထွန်းက66နှစ်ပြည့်လို့ဆုံးတာနဲ့အဘဦးဘိုးညံလေ66နှစ်ရောက်ရင်ဆုံးရမယ်ဆိုတာပြောရင်ဖေအုံနောက်သည်ဘာရီအခြေခံထားတွက်ချက်ပြီးဘလို့ဆုံးဖြတ်လိုက်မှမသိအဘိုးကြီးလည်းမယားအိုးနှင်းခွနှင်းဖြစ်လာကြပုံကိုကြည့်ပြီးဦးရဲကအလိတ်ထလာသည်ကိုထိန်ရင်တောင်းမှန်ရပြန်ပါသည်ကမောက်ကမတွေရှောက်ပြောနေတာဘဘဖေပြောတာတွေစိတ်ထဲမှာဆွဲမနေနဲ့နော်အမလီမဆွဲပါဘူးဟဲ့သူ့အတွက်သာစိုးရိမ်တာပါဒီလိုလန်းတနာနေရင်တော့ဖြင့်ဒုက္ခပါပဲကျမတို့တော့ဖေကိုမထိန်နိုင်ဘူးဒီအိမ်မှာတော့ဘဘတို့ပြောသလိုနေတောအိမ်တို့တော့မကျယ်ဝန်းဘူးအဘတို့သွားချင်တာရှိလဲဥဆန်ငွေဆိုတာကားမောင်းနေလူရောက်လာလိမ့်မယ်ကျမယုံသွားပြီးရင်ကားပြန်လွတ်လိုက်မယ်သွားချင်ရသွားကြကျမကိုလည်းယုံမှလာကြိုးဖို့မလိုတော့ဘူးနေရတာကတော့တမန်တလင်းမို့အားနာပါရဲ့အမလေးတို့အတွက်ဘာမှမလိုပါဘူးတို့နေတတ်ပါတယ်နေယုံတာနေအေးသွားအဘဦးဘိုးညံသည်ကျမတို့စိတ်အေးသွားအောင်ပြောရှာပါ၏ကျမသည်အင်ကိုမှားစရာရှိတာမှာပြီးယုံတို့ထွက်သွားပါသည်ယုံရောက်တော့လေဦးဆန်ငွေကိုပြန်မှားလိုက်၏
ဦးဆန်ငွေဘဘကြီးဥပိုးညံတို့သွားချင်စရာရှိတာအကုန်လိုက်ပို့နော်မယူကိုလည်းလာမကြုံနဲ့တော့မယူဖြစ်တယ်လို့ပြန်လာခဲ့မယ်အကိုကြီးကိုလည်းပြောလိုက်ပူမနေကြနဲ့တော့ကျမဒီဦးဆန်ငွေကိုကားနဲ့ပြန်လွှတ်လိုက်ပါသည်ကျမယုံစင်ချိန်မှမမှန်များသောအားဖြင့်နောက်ကျတတ်ပါသည်ကဘာအေးဖျားပွဲတော်မှာစရက်ဖြစ်၍လူစီကားစားဖြစ်ပါသည်ဝင်ကြီးချုပ်တို့ဇနီးမောင်နှံလည်း9နာရီလောက်ကပင်ကဘာအေးသို့ထွက်သွားကြ၍ဂျုံကန်တွင်ကျမအားလက်သွားပါသည်ကျမလည်းအိမ်ပြန်ရန်ပြင်ဆင်နေစေကျမ၏ခင်မွန်းဖြစ်သူနှင့်သမီးမိဦးဆန်ငွေတို့ကားနှင့်ပေါက်လာကြသည်ဟမ်ဘယ်နဲ့လဲကျမကိုလာမကြိုနဲ့လို့ဆိုတာဦးဆန်ငွေလာကြိုတယ်မယူဖြစ်တယ်လို့ပြန်လာမှာပေါ့အမဦးဘိုးညံတို့ဘဲထားခဲ့တယ်ဦးဆန်ငွေကဘာမှမဖြေဆိုခင်အကိုကြီးကစတင်၍ကဲအလုပ်ပြီးရင်အေးစစ်စစ်သာကားပေါ်တက်တို့များကဘာအေးဘက်ကိုဖြည်းဖြည်းတပတ်မောင်းစီရအောင်ခမရဲ့ဖာခမီးတော်ဖျားကြီးကဦးဆန်ငွေအိမ်ပြန်ရောက်တော့တွေ့တော့မတွေ့ဘူးတဲ့အဘဦးဘိုးညံတို့လည်းမရှိဘူးခုထိပြန်မလာကြသေးဘူးခမအကိုကြီးပြောသည့်အတိုင်းကျမဒီကားပေါ်တက်လိုက်ခဲ့ရသည်အဘဦးဘိုးညံတို့အတွက်စိတ်တထင်းထင်းဖြစ်နေပါသည်ကဘာအေးရောက်လျင်ကားကိုဝိတာခါတစောင်းသားတွင်ရက်ခဲ့ကြ၏9နာရီလောက်တွင်ပြန်ဆုံမည်ဟုချိန်ကဦးဆန်ငွေအားပွဲကင်းကိုကြည်ရဲလွှတ်လိုက်ပါသည်ကျမတို့သားဖာနှစ်ယောက်သည်လည်းဇီဒီတော်ဘက်သို့သွားရောက်ဖူးမြော်ကြ၏စိတ်အေးလက်အေးပင်တိမ်ဘက်ကံဘက်များကိုရှောက်ကြ၏လိုင်ကူကြီးပြင်ဆင်ထားသည်ကိုလည်းအဝေးမှကြည့်ကြရင်မိုးချုပ်စ6နာရီခွဲလောက်တွင်ဝိတာခါဇရက်ဘက်သို့ပြန်လျှောက်လာကြသည်ဇရက်ရှိခလန်းလန်းတစ်ပင်တစ်ပင်နာအရောက်တွင်မူမိကထ၍အော်ပါသည်မေမေဖေဖေမောင်ဟိုမှာကြည့်ပါဦးတစ်ပင်အောင်မှာမနက်ကလာတဲ့ဘဘကြီးတို့ကျမတို့နှစ်ယောက်သည်မိညွန်ပြသောနေရာစီသို့ကြည့်လိုက်တော့အခါဘာကြီးဥပုညံတို့လင်မယားမှတစ်ပင်လေးတစ်ပင်အောက်တွင်ငုတ်တုပ်လေးထိုင်နေကြသည်ကိုမြင်ရတော့သည်ဖေဖေကိုတော့မတွေးမိပါကျမသည်ကမန်းကလန်းပင်သူတို့ရှီယာကိုပြေးသွားရ၏ဘဘတို့ဘလို့ဖြစ်တာတော့ဖေဖေရောအဘိုးကြီးတို့လင်မယားမှအတော်နွမ်းနေပုံရ၏ကျမကိုမြင်မှအားတက်သွားပုံရ၏ရင်ဘတ်ကိုလက်နေဖီကဘဘကြီးကအတော်မောပန်းသောအတန်နှင့်ပြောပါသည်အမလေးမက်ခင်ယူရီ66နှစ်ပြည့်လို့မသေးနင့်အဖေမောင်းပတို့ကိုတက်လို့သေးလိမ့်မယ်မနက်ကနင်းလဲရုံထွက်သွားရောတို့ကိုထမင်းကျွေးပြီးသူကားကိုစောင့်မနေနဲ့ခမည်းတော်ကိုအစုံကျုပ်လိုက်ပို့မယ်ဆိုပြီးစွဲခေါ်လာတာပဲဖះတွေတော့စုံမရဲ့ဘတ်စကားတွေကတဖြည်းဖြည်းကျက်လာတော့တချို့နေရာတွေမှာကုန်းချောင်းလျှောက်လာရတာငါတေတော့မယ်ဒီကဘာအေးရောက်တော့ဖះကုန်းမော်အနှံ့ရှာအောင်မတယ်လေမင်းဘာသာသွားတော့တို့တော့မလိုက်နိုင်တော့ဘူးဆိုပြီးဒီမှာနေရခဲ့ရတော့တယ်မင်းဖေတော့သွားလေရဲ့ကျမမှာအတော်စိတ်ထိခိုက်သွားပါသည်ဒါကြောင့်ကျမသိစိတ်ညစ်တာပါရဲ့သူထင်ရသူစွတ်လုံနေတာပဲတခြားလူလုံနိုင်လားမလုံနိုင်လားလည်းမသိဘူးခုလည်းဘဲထွက်သွားလည်းမသိသူပဲသွားဘဘတို့အေးအဖျော်ကြီးတစ်ခွက်စီလောက်တော့တောက်ကြပါအောင်ကားနဲ့တစ်ခါတည်းပြန်ပို့မယ်ဘဘမှာပန်းနာရှိသူဖြစ်ပြီးကျမကပိုတနာ၏မတောက်ပြရစီနေတော့ကွယ်အိမ်ကိုသာပြန်ပို့ပါတော့သူနဲ့သာဆိုရင်ငါတီးလိုက်မယ်အတော်ပင်ဒီဥဆန်ငွေပြန်ရောက်လာ၍ဘာကြီးဥဖို့ညံတို့လင်မယားကိုတစ်ခေါက်တက်ပြန်ပို့ခိုင်းရ၏ကျမတို့မှာအဘဥဖို့ညံတို့နားနေကြရတစ်ပင်အောင်တွင်ဖေဖေကိုစောင့်ခေါ်ကနောက်တစ်ခေါက်မှကားနဲ့ပြန်လာရပါတော့သည်ဖေဖေကတော့ဟန်မေမပြတ်ပါပဲဘာကြီးဥပိုးညံသည်လည်းဖေဖေပြောသောအသက်66တွင်မသေးခဲ့တစ်နှစ်ကမှဆုံး၍သွားပါသည်ဦးချိန်မှန်စူးလေဖျားလန်တိုင်းတွင်နေစဉ်ကခြေတစ်ပတ်ဆွဲယုံသာဆွဲနေသေး၍လမ်းကောင်းကောင်းရှောင်နိုင်သေးရာတခါတည်းသူစိတ်ပါလက်ပါရှိသောနေ့တွင်ရေရွေးဘူးတဲ့ကော်ဖီထည့်ပြီးစားစရာတောက်စရာအစုံလင်းနှင့်ကြောင်မြောင်းဩဘာလန်းရှိသမီးအလက်အိမ်သို့၎င်းရွှေကုန်းဖျားမြောက်ပတ်အာဇာနည်ကုန်းနာရှိချန်တွင်နေသောတာအကြီးဆုံးဘူမှုတီဟာအိမ်ကို၎င်းကုန်းချောင်းလျှောက်တတ်ပါသည်ထိုစင်ကဥနုမှဝင်းကြီးရုပ်ရာထူးမှခဏခဏထွက်ဖို့အကြောင်းစီစဉ်၏သူစီစဉ်တိုင်းကျမမှလည်းအတွင်ရီအတွင်းဝန်အဖြစ်မှနှုတ်ထွက်ဖို့ပြင်ရ၏ဘာကြောင့်ပြင်ရသနည်းဆိုတော့အဓိကအကြောင်းရင်းမှာဖိဖိပါပင်သည်အစိုးရအလုံးမထွက်လျင်အစိုးရအိမ်ကိုပြန်အပ်ရမည်ဖိဖိနှင့်ရက်ွက်သေးရှိအိမ်များကိုငှားနေ၍ဖြစ်မဖြစ်ထိုချက်မှာအဓိကထား၍စဉ်းစားရသောအချက်ဖြစ်၏ယခုစူးလေဖျားလမ်းပင်ကလားများကြားထဲတွင်နေရ၍ရက်ွက်ကိုအာမနာရခြင်းဖြစ်သည်မြမအဆို၍ဦးလေးချစ်
ကောက်ပဲတီးနှံနှင့်ဒေါ်နုနုတို့အိမ်အောင်စုတစုသာရှိသည်ဒါတော့ပြောင်းစားကဝါခဲမမမိတ်ဆွေတယောက်စုလေဖျားဖူးပြီးဖျားလန်းပလက်ဖောင်းပေါ်ရှောက်၍ကျမတို့အိမ်ရှိရာဘသူကူလာရာဖေဖေကတိုက်ပေါ်ကလှမ်းမြင်လိုက်ပါသည်ဘလောက်ဝမ်းသာအားရစိတ်နှင့်ဘလောက်အော်ဟစ်ခေါ်လိုက်သည်မသိပါအိမ်ကနာနီချင်းကလာများရောလမ်းဘေးကဲ့ရဲ့ထားကြသည့်မော်တော်ကားများမှဒရိုင်ဘာများပါဓမြတိုက်သည်ထင်ပြီးအိမ်ပေါ်ပြေးတက်လာသောကြောင့်မနှဲအကျိုးအကြောင်းရှင်းလင်းပြပြပြီးတောင်းပန်လွှတ်ရတော့သည်သမီးတို့ဖေဖေပြောပုံဆိုပုံနေပုံနဲ့တော့မောင်နုရာရူကထွက်ရင်သမီးတို့နေဖို့အိမ်လိုတယ်ရက်ွက်ထဲတော့မဖြစ်ပါဘူးလူဝဝေးနေရတနေရခြံလေးတစ်ခြံတော့ဝဲပါသမီးခြံထဲမှာတော့တဲလေးပဲထိုးနေရပေါ့တော်ကြဖေဖေအတွက်ဘေးလူတွေစိတ်ဆင်းရဲစရာကြီးကျမတို့သည်ဖေဖေပေးသောအကြံဉာဏ်အတိုင်းပင်ယခုကိုတလေးရက်ွက်ရှိဧကဝက်မပြည့်တပြည့်လောက်ကို3000ပေး၍ဝယ်ယူထားရပါသည်မြေဝယ်ပြီးပြန်တော့လဲတဒုက္ခဖေဖေသည်ထမင်းစားပြီးတောက်ပြီးလျင်တပူးရဲရှိလက်ဖက်ရည်အချိုဖြော်ထည့်ပြီးမုံမျိုးစုံထည့်ယူသွားကသူ့ဆိုင်ချင်းဤတစ်ပင်မျိုးစုံမျိုးစေ့မျိုးစုံနှင့်ဝဲရန်ထွက်သွားလိုက်သည်မှာမိုးဆုံဆုံချုံမှပြန်လာတော့သည်တခါတရံကျမရုံးမှပြန်လာချိန်ထိဖေဖေပြန်မရောက်သေးပြီနုနုရေဖေဖေမိုးချုပ်လိုက်တာကွယ်ကျမကပူပင်တော့ကများသူသည်ပူမနေနဲ့ကားတိုက်ခန့်ထီလဲစေယုံကြီးကလာအကြောင်းကြားလိုက်မှာပေါ့အဲ့ဒီတော့မှလိုက်သွားလိုက်ကြတာပေါ့နုနုကတော့ဘယ်တော့မဆိုစိတ်သက်သာသောလမ်းကိုကြံဖန်တွေးသူသည်တနေ့တွင်တော့ကျမတို့အကိုဝမ်းခွဲတော်သူကိုချစ်ထွန်းသည်ညနေ6နာရီလောက်သူ့ကားနှင့်ပေါက်လာ၏သူ့ကားတွင်ဖေဖေပါလာသည်ကိုချစ်ထွန်းသည်လည်းကျမတို့ခြံရှိမြေကွက်ကိုဝယ်ထားသူဖြစ်၏သူကအိမ်မော်ရောက်ချင်းထိုင်မင်းမထိုင်မဲ့ယူရဲ့ဦးလေးတယောက်ဒီလိုပဲလျှောက်သွားနေတာပဲလားကိုခြံထဲကအပြန်ကုတလစ်လမ်းမကြီးပေါ်ကားမောင်းလာတော့ဦးလေးကိုလမ်းတောင်နားမှာတွေ့လို့ခေါ်လာခဲ့တယ်။ပေါင်စလည်းပြိုးနေပြီကားတိုင်းမိမှဖြင့်ဒုက္ခပါပဲ။သူသည်ကရုဏာတော်သောနှင့်ကျမကိုပြောပါသည်။ကျမကဘာမှပြန်မဖြေသေးပဲကိုချစ်ထွန်းကိုထိုင်ဖို့နေရာပေးလိုက်၏ပြီးတော့ကိုချစ်ထွန်းပြောသည်ကိုဖေဖေအားစာရေးပြလိုက်၏။သူသည်ခင်းဘတ်ရှူဖနှက်ဖြူကိုချွတ်ရင်ကျမရေးသောစာကိုဖတ်ကြည့်က9တန်းနှင့်អော်ပါတော့သည်။အောင်မေသူ့ကားကိုငါကစီးချင်လို့ဝေးပါတယ်ငါ့ကိုလည်းသူကကားပေါ်အတင်းတက်ပါဆိုလို့ခေါ်လို့လဲတက်ရသည်နောက်ကိုမခေါ်စီနဲ့ငါဘာသာလမ်းလျှောက်နိုင်တယ်လို့ပြောလိုက်သူစကားပြောသောနေရာနဲ့ကိုချစ်ထွန်းထိုင်သောနေရာမှာခန်းစီတစ်ခုသာချ၍ကိုချစ်ထွန်းကအားလုံးကြားရပါသည်ကဲကြားပြီလားကိုချစ်ထွန်းရေသူ့အပေါ်ကျမတို့ကမြင်နေတာကတစ်မျိုးသူ့ကိုယ်သူထင်နေတာကတစ်မျိုးကျမကဆက်လက်ရှင်းပြမှာကိုချစ်ထွန်းမှာသဘောပေါက်ရင်မောကပြန်သွားပါတော့သည်စစ်ကြီးဖြစ်နေစဉ်အတော်တွင်ကပင်ဝါခဲမမျိုးသည်စစ်လဲမကြ၍ငိမ့်အေးနေသည်တော့မှန်၏တခါတရံတော့လေရင်မြန်ဝဲက17နှစ်နှင့်လာ၍ပြစ်တက်၏အိမ်ရှိလူအိုများကိုလေချောင်းရန်လုံကြုံရာသို့ပို့ပြီးသည့်နောက်ဖေဖေကိုလိုက်ရှာလျင်များသောအားဖြင့်ခြံထဲရှိအုံးမင်အောင်တွင်အုံးလက်များကိုအုံးတမြတ်စီးလုံးရန်တင်၍နေတတ်သည်ပြမေမှာလင်းဟူသောတန်ရောစဉ်ပြပါရဖြင့်သူကိုယ်တိုင်လည်းပြေး၍သွားခေါ်ပါသည်ကျမကိုလည်းဟဲ့သမီးတို့ဖေဖေကိုဆွဲခေါ်ပါအောင်လေရင်ပြန်တန်သူကြားမှာမဟုတ်ဘူးဟုအော်တယ်လေရင်ပြန်သာရှဲ၍သွားသည်ဖေဖေကတော့ထိုင်ရမှမထတင်းဘာဖြစ်တာလဲမိမိကလေရင်ပြန်လာ၍17နှစ်ပြစ်ကြောင်းပြောပြ၏အလကားပဲစိတ်ပူနေစစ်ဖြစ်လေးပါလေးနဲ့အယူထနေကြသလားဘာမှကြောက်စရာမရှိဘူးသူကဘာမှမတုံမလို့ယောဂရ၍နားသာလီးသွားတယ်ဟိုစင်ကလေးကနေနေ့စဉ်အင်္ဂလိပ်မြန်မာသတင်းစာဂျာနယ်များကိုဖတ်သည် Reader Digest, Lifetime, New Week စသည်များကိုလည်းဖတ်သည်သို့တော့သူကစစ်ဖြစ်ခြင်းကိုမယုံခေါင်းဆောင်များအယူထားကြသည်ဟု၍ပင်ဆွဆွဲလိုက်သေးသည်ယခုလဲသူ့အိတ်ခမ်းတွင်စာအုပ်ပုံမှာအပြည့်ကျမပင်အင်္ဂလိပ်စာတက်စာကဖေဖေခေါင်းရင်းဖျားစင်မှာအင်္ဂလိပ်စာအုပ်လွယ်ကလေးများကိုစပြီးဖတ်ခဲ့ရ၏အမှန်တော့နတ်သမီးပုံပြင်ကလေးများကိုသာအဖတ်များ၍ဝတ္ထုကိုတော့ထိုးစင်းကပထမဆုံးဖတ်ဖူးသည်မှာ Eastern Lover ဟုခေါ်သောစာအုပ်ဖြစ်သည်ထိုစာအုပ်လေးကိုဆွဲလန်းခဲ့သည်ကလည်းဝတ္ထုအကြောင်းကိုလဲလဲပက်ပက်ဖတ်တယ်၍မဟုတ်ပါထိုဝတ္ထုထဲတွင်ပါသောကြပြားလေးကိုကြိုက်၍ဖြစ်ပါသည်ကြပြားလေးကိုလည်းကြပြားပိုက်ကြီးတစ်ခုလုံးကိုမဟုတ်မှတ်ချက်ဝတ္ထုစာအုပ်သည်အင်္ဂလိပ်လိုရေးထားသောစာအုပ်ဖြစ်သည်ဖြင့်သူ့အတိုင်းရေးထည့်ရခြင်းဖြစ်ပါသည်မြန်မာလိုတော့အရှိတိုင်းကချစ်သူခေါ်မလားမသိYou are a man and strong. I am a woman and weak. You are the world to me. I'm nothing to you.
ထိုကဗျာပိုက်ကလေးကိုဆွဲရင်းမှအင်္ဂလိပ်ဝတ္ထုလွယ်လွယ်လေးများကိုဆွဲလန်းလာရခြင်းဖြစ်သည်မှတ်ချက်သူ့ငကိုအင်္ဂလိပ်စာပိုက်အတိုင်းရေးပြရသည်ကိုခွင့်လွှတ်ပါသူဆိုလိုချင်သည်ကိုတော့တတ်နိုင်မများဖော်ပြပါမည်တင့်မှာယောက်ျားဖြစ်၍စွမ်းအားနှင့်သူဖြစ်ပါသည်ကျမမှာမိန်းမသားဖြစ်၍အားနွယ်သူဖြစ်ပါသည်တို့ကြောင့်မင်းတင်သည်ကျမအားထားရာကဘာတစ်ခုကဲ့သို့ဖြစ်ပါတော့လေကျမသည်တင့်အတွက်ဘာမျှထဲစဉ်းစားစရာတရားတရားမဟုတ်ပါပြီဟုတ်များဆိုလိုခြင်းဖြစ်ပါလိမ့်မလားမသိအမှန်တော့ကျမဘာသာပြန်မတက်၍သူ့ကြပြအရသာမှာပေါ်သွားကောင်းပေါ်သွားပါမည်အနီးကဆုံးရှင်းရှင်းရေးရလျင်တော့မင်းသူ့ဝင်ဤကြပြတစ်ပုဒ်ကိုဖတ်ဖူးကောင်းဖတ်ဖူးပြီလိမ့်မည်တင့်မှာကျွန့်တွက်တဆန်ရွက်မြချစ်သက်ချင်းငွေမကြံ၍ဟူသောကြပြပိုက်ဖြစ်ပါသည်သူကမိမြပင်ချစ်ပါတော့လေသူ့ချစ်သူကမူစံချီမြင်လေးတမြင်စာလောက်မှချစ်သက်ချင်းငွေသူ့ပေါ်ရင်မရှိပါလားဟုဆိုလိုကောင်းဆိုလိုပေလိမ့်မည်စာဖတ်ပရိသတ်အနေနဲ့ကြပြာကဘာမှလည်းမဟုတ်ပဲနဲ့သူကဘာကိုမျက်ဆွဲလန်းမှလဲဟုထင်ကောင်းထင်ပေလိမ့်မည်ခက်ပေသာစာရေးဆရာညင်ပါလာသူသည်ငငယ်ကလေးကပင်သူများမဆွဲလန်းခြင်းသည့်အရာများသူများမခံစားတတ်သည်များကိုတွေးထိခံစားတတ်သူများဟုထင်ပါသည်သို့သောယခုအချိန်ကျမသည်ကလောင်တန်ကိုကိုင်း၍ခင်းနှင်းယူဟုသောကလောင်မြေတစ်ခုကိုပိုင်လာသောအခါချစ်သူလည်းရှိ၏မုန်းသူလည်းရှိ၏စာပေများကိုအကောင်းဝေဖန်ခံရသည်လည်းရှိမကောင်းဝေဖန်ခံရသည်လည်းရှိသို့သောကျမ၏ချစ်လာစွာသောဖေဖေသည်ကျမအပေါ်ဝေဖန်သည်ကိုနားထောင်ပါအောင်သွားလေသူကိုတန်းဆွေအလဲလာသောနေ့တစ်နေ့တွင်ဖေဖေကကျမစာရေးနေသည်ကိုညွှန်ပြရင်ကိုတန်းဆွေကိုပြောပါသည်စာရွက်ကောင်းတွေကိုလေဖြုံးပြီးတနေ့ဘာတွေရေးမှန်းမသိစကလုံးတွေကလည်းဘယ်ရလဲမသိခမရသူရေးရတယ်ကိုနားလေလားကျုပ်တော့နားမလဲပါကျမနဲ့ကိုတန်းစီမှာဖေဖေစကားဆုံးရင်ဦးတက်မတက်ရေးရပါတော့သည်ကျမ BA အောင်စင်ကလည်းကျမရေးသောအင်္ဂလိပ်စာကိုဖတ်၍ဒီကောလိပ်ကျောင်းကမှသူ့ကို BA အောင်ပေးတာဟေ့သူ့အင်္ဂလိပ်စာကkindergarten အင်္ဂလိပ်စာကြီးမြန်မာလိုတော့သူငယ်တန်းအင်္ဂလိပ်စာကြီးဟု၍ကျမ၏အင်္ဂလိပ်စာအရေးသားကိုအမြဲဖတ်ရှုပြစ်တင်ပါသည်ကျမကလည်းအတန်းကျောင်းတွင်အင်္ဂလိပ်စာကိုသင်လာရသူမဟုတ်များသောအားဖြင့်ဖြတ်လန်းကလိုက်ရသူဖြစ်၍အင်္ဂလိပ်စာမှာညံ့ဖြင်းကြောင်းဝန်ခံရပေသည်ဖေဖေပြောသည်လည်းမှလည်းမှန်ပေသည်ဖေဖေသည်သားသမီးများကိုစာကြည့်ရန်စပွဲတင်မှတ်အိမ်အတွက်ညနေဆောင်လျင်မှတ်အိမ်ပြောင်းကိုသူကိုယ်တိုင်တိုက်ပေးသည်စာကြည့်စပွဲလဲလူဆုံးမှကြိုက်သည်အမြဲတမ်းစာမေးပွဲအမှတ်ကိုဂရုစိုက်၍ကြည်လေသည်စုလီဖျားလန့်အိမ်တွင်နေကြစဉ်ကပင်နုနုဒီဂရီရပြီးကျမကတော့ကိုတလေးရှိအိမ်ကိုစောက်ပြီးမှပင် BA ပြန်တက်၍ဒီဂရီယူရပါတော့သည်စောစောကရေးခဲ့သလိုပင်ကိုတလေးအိမ်ဆောက်ပြီးပြောင်းလာတော့အခါသူစိုက်ချင်ရာစိုက်ပြိုးချင်ရာပြိုးနှင့်လွတ်လွတ်လပ်လပ်နေလာရ၍ဝါပြိုးချက်မှလာပါသည်ကျမသည်ရေချိုးကန်နှင့်ရေဆွဲအိမ်သာကမုတ်ကိုတစ်ဆက်တည်းထားယုံမကဖေဖေအသက်ကြီးလျင်လွဲကူစေရန်အတွက်ဟုကြီးမှန်းပြီးဖေဖေအိတ်ခမ်းနှင့်တွဲလျက်ထားပါသည်အိမ်သာရေချိုးကန်နှင့်အိတ်ခမ်းတစ်ဆက်တည်းဆိုတော့လဲဝင်ပေါက်ထွက်ပေါက်မတ်တက်တကားများတတ်ထားခြင်းဖြင့်တကန့်စီလှုပ်ထားခြင်းဖြစ်ပါသည်တနေ့တွင်အိမ်မော်ကလေးမလေးမအေးတင်ကပြေးပြေးလာပြောပါသည်ဘဘကြီးရဲ့အိမ်သာဘော်ကလိမ့်ကြလို့မမြင်လာပါဘူးဘလို့ဖြစ်ရတာလဲကမုတ်နဲ့တမန်တလင်းခင်းမှာတပြေးတည်းဖြစ်ပြီးလိမ့်ကြစရာအကြောင်းမရှိပေကျမတို့အိမ်သားကိုလာပြီးတက်သွားတယ်သူ့ကိုဘယ်သူမှမထူရဘူးတဲ့အော်နီလို့မမယူကိုလာခေါ်တာကလေးမလေးတွေသုံးရမည်အိမ်သားမှာအင်္ဂလိပ်လှေကားသုံးခြင်းနှင့်အတော်မြင့်သည်ရေဆွဲအိမ်သားပင်ဖြစ်သည်တိုက်အဆောက်အုံနှင့်တွဲမထားပါတီးခြားတနေရာတွင်စောက်ထားခြင်းဖြင့်အများစုသွားနိုင်အောင်လှုပ်ထားရခြင်းဖြစ်သည်ဘာရီများတွေ့ရအောင်မလဲရင်တထိတ်ထိတ်နှင့်နောက်ဖေးချန်တောင်းအိမ်ပေါ်နေရာတန်းလျားရှိရာသို့သွားရသည်ထုံးစံအတိုင်းအိမ်ပေါ်တွေမြေးတွေတူတွေရှိပေမဲ့အနာမကက်ရငါခွေးမှပဲနားလိုက်တာသွားငါထနိုင်တယ်ပါဇက်ကလည်းဆဲဆူရည်ယူနေသည်စီးစက်မှအနာကိုခွဲစိတ်ကူးတာခံမိကြတဲ့ကဖေဖေသည်တရှိန်တို့ဝလာသည်ထမင်းလဲတနေ့မှအစားမပြတ်ပြီယခုလဲမြေပေါ်တွင်ပုံကျနေသောသူခန္ဓာကိုယ်ကြီးကိုမနှဲတယ်၍မှနေရသည်လိမ့်ကျသွားသည့်တန်ကလည်းအတော်နာဟန်ရှိသည်ကျမမအဝိသည့်ကြားကဇွတ်ပင်သွားကသူ့ကိုဖေးပြီးထုလိုက်ရ၏စလုံးလင်းသမီးလူရင်ပြောက်မှာငါ့ကိုဆရာဝန်စီမခေါ်နဲ့ဆရာဝန်ကလည်းကြောက်လိုက်သည်ဖြစ်ခြင်းကျမတို့ကချော့မော်ကမိဖို့ခန်းနေသူခေါ်သွားရ၏ဒဏ်ရာမှာဘယ်ဘက်လက်မောင်းတွင်ရရှိသွားဟန်တူသည်
သူလိုချင်သောလင်နမင်ကိုသာသူ့လက်ထဲကိုပြီးလိုက်ရ၏တာမန်လူအသားနှင့်ဆိုလျင်တလက်ခုတ်လောက်ရှိသောစလုံးလင်နမင်သည်အရေးပြားကိုအလွှာလိုက်ကွာကြမည်ဟုထင်ပါသည်ယခုတော့သူ့ဘာသာသူစုပ်နေလူ၍ပစိုးအစုပ်ကြီးနှင့်ပတ်လိုက်သည်ကျမကတော့စိတ်မကောင်းဒဏ်ရာကိုတသေးချာချာကြည့်ကျင်သည်သို့တော့အနာကပ်မခံသွားလီလှုပ်ရှားရှိရလှုပ်ကြပျောက်သွားပြီဘာတခုမှမဖြစ်တော့သလိုခပ်ပေါ့ပေါ့ပင်ပြောကသူကွန်းအကြီးကိုဆွဲယူလိုက်သည်ညနေနုနုចောင်းစင်းချိန်ရောက်မှပင်ကျမသည်နုနုကိုတိုင်ပင်ရ၏ဖေဖေကိုအသာချော့ပြီးသူ့ပတ်တီကိုဖြည့်ကြည့်စမ်းအင်္ဂလိပ်လှီကားအစွန်နဲ့သွားရိုက်တာမတော်တဆအယိုးတွေပါအပ်သွားရင်မကောင်းဘူးနုနုသည်အတော်ကြာလျင်ဖေဖေအိတ်ခမ်းထဲမှမျက်စိမျက်နှာမကောင်းပဲထွက်လာ၏မမယူဖေဖေရဲ့လက်ကြီးကအစမတန်ကိုရောင်နေတယ်ဆရာဝန်စီသွားမှပဲထင်တယ်ဖေဖေဟန်နာလုပ်နေတာအတော်ပဲနာပုံရတယ်အေးငါထင်သားပဲတော့ကြခွဲရဆေးရတဲ့ဘဝရောက်ရင်မကောင်းဘူးကဲချော့ပေအောင်ဆရာဝန်စီသွားရအောင်ကျမတို့ညီမနှစ်ယောက်မှာဒေါက်တာကြီးဘောထန်ဖေဖေကိုချော့ပြီးခေါ်လာရပြန်ပါသည်ကျုပ်ဘာမှမဖြစ်ပါဘူးသူတို့အတင်းခေါ်လို့လိုက်လာရတာပါဇက်ကသာဇွတ်ပေ၍ပြောနေသည်ဆရာဝန်ကသူ့လက်ကိုကင်တွဲကြည့်သောအခါအကင်မခံနိုင်တော့ပေရောင်နေလိုက်သည်မှလည်းကြည့်၍မကောင်းပေဒဏ်ရာကတော့အတော်ပြင်းနဲ့အယိုးတော်ထိမှန်မထင်ပါဘူးဒါပေမဲ့တေးကြအောင်တက်မှန်ရိုက်လိုက်လေသူ့အနာတက်တာအောင်စီးသုံးလုံးပေးလိုက်မယ်ခုတစ်လုံးတိုက်ညာအိယာဝင်ကနီတစ်လုံးတိုက်နောက်နေ့မနက်မိုးလင်းမှနာသေးရင်တိုက်မနာရင်မတိုက်နဲ့ဒါက poison တတိထားဆရာဝန်ကကျမတို့ကိုမှားလိုက်ကျမမှာတက်မှန်ရိုက်ပြီးအိမ်တို့ဖေဖေကိုခေါ်လာပါသည်ဖေဖေအနာတွင်ပြူစုရသူကလေးမလေးပါဆေးမြကိုဘလူတိုက်ရမည်ကိုညွှန်ကြားပြီးကျမအိတ်ခမ်းသို့ဝင်လာခဲ့၏ည9နာရီထိုးပေပြီဘဘကြီးခုထိမအိတ်သေးဘူးကလေးမလေးသည်အိတ်ခမ်းထဲသို့ဝင်လာကပြော၏ဘာဖြစ်လို့လဲအနာတိတ်နာနေလို့လားမဟုတ်ဘူးမမလက်ထဲကစီးလုံးသူ့ကိုပေးထားရမှာတဲ့စီးလုံးကိုမရရင်မအိတ်ဘူးတဲ့တဲလဲခတ်တကိုကျမမှာသူ့အိတ်ခမ်းသို့ကူးသွား၍ခြေဟန်လက်ဟန်နှင့်အိတ်ဖို့ချော်ရ၏ဆရာဝန်ကမနက်6နာရီထိုးရင်နောက်ဆေးတစ်လုံးတောက်ရမယ်အခုဘလောက်တက်တာသွားလဲအဲ့ဒီဆေးလုံးကိုသူတို့ငါ့ကိုပေးမထားဘူးနနက်6နာရီတိတိထိုးလို့သူတို့ရောက်မလာရင်ဘယ်နဲ့လုံးမလဲစိတ်ချ6နာရီတိတိထိုးရင်ဖေဖေလက်ထဲဒီဆေးလုံးရောက်ရစီမယ်သမီးဂရိပေးတယ်သမီးကိုယ်တိုင်ဒီဆေးလုံးကိုတင်ထားမယ်ညှိနှက်ပြီးစိတ်ချလက်ချအိပ်ပြီးတော့ကျမကစာရေး၍ပြရပြန်သည်စာပတ်ပြီးလျင်မျက်နာကစိတ်တိုင်းမကြခြင်းမကြေမနက်ဖြစ်ကြောင်းပြကအိပ်ရာသို့ဝင်သွား၏ကျမလည်းထိုအခါမှအိတ်ခမ်းသူပြန်လာရ၏ဆေးလုံးများကိုသူ့လက်ထဲသို့အမထားရဲ့ဆေးလုံးတောက်၍အနာတတပါအံ့ကြံဆေးလုံးများကိုတချီထဲမော့လျင်မော့ချတတ်ပါသည်ယခုနားမကြသောယောဂရသောအကြောင်းရင်းမှာပင်ကျမသိရသလောက်အဆက်ချဆေးများတစ်ခွက်ကိုတစ်စက်သာချတောက်ရမည်ဆိုသည်ကိုတစ်ချက်တည်းနှင့်အဆက်ပေါင်းများစွာတောက်ချလိုက်ရာနောက်နေ့မနက်မိုးလင်းသောအခါလုံးဝနားမကြတော့ဟုဆိုပါသည်ဂျပန်ခေတ်တုန်းကလည်းနှွေးကြီးခေါင်ခေါင်တွင်ပွေးကိုင်းပါသောဝမ်းနှုတ်ဆေးကိုတလက်ခုတ်တောက်လိုက်ရာဝမ်းမရက်တော့ပဲဆရာဝန်ခေါ်ရသည့်အဖြစ်ကိုကြုံခဲ့ရ၏ဤလိုအဖြစ်မျိုးကဖေဖေနှင့်ပတ်သက်၍ကျမတက်တန်းတွင်ခဏခဏကြုံခဲ့ရပူပြီးထို့ကြောင့်ဆရာဝန်ညွှန်ကြားသလိုတလုံးတလေတောက်လျင်အနာတတတော်လဲလွန်လျင်ဒုက္ခရောက်တတ်သောအစွမ်းထက်သည့်ဆေးမျိုးကိုဖေဖေလက်သို့ကျမဘလို့လုံးအပ်ရဲပါမည်နီနနက်6နာရီဒင်းထိုးသည့်တစ်ပြိုင်နက်ဆေးလုံးကိုယူကသူ့ကိုဆေးတိုက်ရ၏ဒီအချိန်ဒါကိုလုပ်ရမည်ဆိုရင်လဲနာရီကိုအခန်းထဲယူသွားကကြည်နေသည်အချိန်ဆေး၍မလုပ်ဖြစ်လျင်9တန်နှင့်ကိုအော်ရောသည်သူဒီမနက်6နာရီမထိုးခင်ထမင်းကျန်းကျော်တပကံနှင့်ငပိသို့မဟုတ်ငချောက်ဖုတ်သို့မဟုတ်အသားဟင်းအနည်းငယ်ကိုထမင်းကျန်းနှင့်အတူစား၏စားပြီးလျင်လက်ဖက်ရည်အချိုကြကြတစ်ခွက်တောက်သည်6နာရီတိတိထိုးလျင်ဖျားဆောင်သို့သွား၍ဖျားဝတ်ပြုသည်မနက်စာထမင်းကိုမနက်7နာရီတိတိတွင်စား၏နေ့လယ်2ချက်တီးလျင်ရေချိုးပြီးကော်ဖီထွတ်ထွတ်တစ်ခွက်တောက်သည်ညစာထမင်းကိုညနေ9နာရီတိတိစား၍ည8နာရီတွင်မြည်မြအေးသောရာသီဥတုတွင်ဖြစ်ပါစေရေချိုးက8နာရီခွဲတွင် Ovaltine သို့မဟုတ် Milo တစ်ခွက်တောက်၏ည9နာရီတွင်အိပ်ရာဝင်တော်သည်ကြံအားလက်သောနေကင်းချိန်များတွင်အိမ်အလဲခန်းမာထဲ၌စားအုပ်မျိုးစုံကိုဖတ်၏ကျမကအချိန်အတိအကျကိုရေးပြရခြင်းမှာဖော်ပြပါအချိန်များတွင်ကလေးမ၍မအား၍တော်၎င်းကျမတို့အလုပ်ရှုပ်ရတော်၎င်းအချိန်လွန်သွားပါလည်းရင်ထမင်းညံဟူ၍၎င်းသို့မဟုတ်ကော်ဖီပြိုကော်ဖီဟူ၍၎င်းသူတောက်သည့်အမျိုးအစားအလိုက်ကိုထမင်းစားကမ်းမှဖြစ်စေ
သူ့ခန်းထဲမှဖြစ်စွီကုန်းအော်၍တောင်းတော်သည်အကယ်၍ဖျားကန်သို့နနက်6နာရီတီတီတွင်စွန့်ပွဲမရောက်သေးပါလျင်စွန်တော်ပြို့ဟုအော်ဟစ်လိုက်တဲ့မှာကြားနေကြကျမတို့ပင်လန့်ဖြတ်သွားတော်သည်ယခုလဲနနက်6နာရီတီတီတွင်သူစေးတောက်ရ၍ကျင်းနေသွား၏ညနေဆောင်လျင်ဓမ္မန်ကိုလည်းယူရင်းဒန်းယာကိုလည်းပြရန်ဖေဖေကိုဒေါက်တာကြီးဖောရှိရသို့ခေါ်သွားရ၏ဒေါက်တာနှစ်တွေ့သည်နှင့်တပြိုင်နက်သူတို့မကောင်းဘူးဒေါက်တာမနေ့ကကျုပ်အနာဒေါက်တာဘေးရဲ့စေးတောက်တော့တိတ်တတာတာပဲဒါကြောင့်ညကအားလုံးကျုပ်ကတောက်မလို့တောင်းတာသူတို့ကမပေးဘူးဒီမနက်မှကျုပ်ကိုတလုံးတိုက်တယ်သူကအရင်ဥအောင်တိုင်มาတော့သည်ဆရာဝန်ကစိတ်ရှည်စွာပင်စာရေးပြ၏အဲ့ဒီစီးကအချိန်နဲ့သူ့အချိုးကျတောက်ရတာတချီတဲ့တပြိုင်နက်အားလုံးတောက်ချရင်သေရောဆရာဝန်ရေးပြသောစာကိုဖတ်ပြီးဟာ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 နဲ့ရေးကမတိလို့ပြို့မတိလို့ဟူ၍ခုနှစ်တန်းနှင့်ပင်အော်တော်သည်ကဲအယိုးလည်းဘာမှမဖြစ်ဘူးစိတ်ချရပါပြီဓမ္မန်လည်းယူသွားဦးကြီးဟိုအနာက10နှစ်ပြည့်ပြီနော်ဘာမှပြန်မဖြစ်တာတိတ်ကန်ကောင်းတာပဲဆရာဝန်ကကျမကိုပြောပြ၏ယောက်ျားအတိကကြပြပေါ်ထွက်ရာယောဂါကိုဒေါက်တာကြီးပေါ်ကတတိယဟန်တူပါသည်ဟုတ်ကဲ့ဘာမှဒုက္ခမပေးပါဘူးကြည်ပါလားဆူဆူပြပြဝဝကြီးကျမတို့ကိုပြောပြတော့ဒီယောဂါကိုခွဲစိတ်ကုသပြီးကလေးကထမင်းစားရတာကိုအားရတင်းတင်းနဲ့မရှိဘူးတိတ်စားကောင်းတာပဲတဲ့အေးကွယ်ကဲ့မဲထင်ပါရဲ့ကျောင်းအုပ်ဆရာမကြီးဒေါ်ပိုက်မိအဖေဆိုခွဲပြီးတစ်နှစ်အတွင်းဆုံးကြတယ်မှန်ဤဆရာမအဖေမှာကျမတို့ဖေဖေလောက်တန်ရာမကြီးဟုထင်ပါသည်ဆရာဝန်ကိုနှုတ်ဆက်၍ကျမတို့ဖေဖေကိုခေါ်ကာပြန်လာကြသည်စူးလီဖျားလန်းကိုရောက်တော့ဗလီနာကအရင်နေရသောတိုက်ကြီးကိုမျှော်ကြည့်ရင်ကျမစိတ်ထဲတွင်ထိုတိုက်ကြီးတွင်နေခဲ့ရသော10နှစ်10မိုးကိုတရိယာ၏ထိုတိုက်ကြီးတွင်မမေနှင့်မမတို့အသက်ဆုံးရှုံးခဲ့သည်မမေဖြစ်လေ9မိနစ်လောက်သမီးတို့ဖေဖေနားပြန်ကြားစီချင်ပါတယ်သူ့ကိုတည်စေချင်တာကိုမမေ9မိနစ်နဲ့အချင်းချုံပြီးပြောပြချင်လို့မမေဤဆူတောင်းမပြေခဲ့ပါသူပြောချင်သမျှကိုမပြောရပဲ53နှစ်တွင်မမေဆုံးခဲ့သည်သူဘာရီမြန်ပြောချင်ရှာပါလဲမမေအသက်19နှစ်တွင်ဖေဖေကိုလက်ထက်ကကလေး9ယောက်ရသည့်အထိသူပေါင်းတင်ခဲ့၍53နှစ်တွင်တည်ဆုံးသွားသည်သူဘာရီမြန်ပြောချင်ပါလဲကျမသည်တနှုံနှုံတွေးလာမိ၏ပြောချင်တာမပြောလိုက်ရပဲနဲ့များသူတည်သွားရတယ်နော်ကျမသည်တယောက်တည်းစိတ်ထဲမှရည်ယူရင်ထိုဝေဒနာကိုစဉ်းစား၍တုန်လှုပ်သွား၏လောကတွင်ပြောချင်ရမပြောရပဲလှုပ်ချင်တာမလုပ်ရပဲအသက်တည်သွားကြရသူတို့ရှိကြ၏ဤပြောချင်တာလှုပ်ချင်တာဆိုသည်များကိုမျိုးသိမ့်အောင်ဤနှလုံးသားအတွင်းထားရခြင်းမှာကြာတော့ယောဂဝေဒနာပဲဖြစ်တတ်လေသလားဒါကြောင့်များမိမိဟာ53နှစ်ဆိုတဲ့တက်တန်းငယ်ငယ်မှာလောကကြီးကိုစွန့်သွားရလေသလားကျမကတော့အတွေ့အသမားပြီးတွေးလာ၏မိမိဖြစ်များကိုကြားရသလောက်မိမိသည်အရွယ်ရောက်ကလေးကချမ်းသာသည်ဆိုပါတော့လဲသူသည်လွှမ်းမိုးခြင်းတစ်ခုကိုခံလာရသူဟုဆိုသည်ထိုလွှမ်းမိုးသူစိုးမိုးသူတို့အနိုင်ကျင့်သမျှပြုံးသောမျက်နှာပေးနှင့်အိန္ဒြေယစွာမျိုးသိမ့်၍နီလာခဲ့သူဟုဆိုသည်ယခုထက်တိုင်းကျမမိမိကိုချစ်သူဝါခဲမှအနောက်ပိုင်းမှမိတ်ဆွေတယောက်ကမိမိကိုချီကျူး၏မမေ၏မျိုးသိမ့်နိုင်ပုံတီးခန့်စိတ်ရှိပုံကိုခဏခဏထုတ်ဖော်ပြောပြတတ်၏ကျမတို့ကိုငယ်စဉ်ကထိန်းလာခဲ့သူအမျိုးသမီးတယောက်ကလည်းမမေအဖြစ်ကိုပြော၍ပြတတ်၏ဒါကြောင့်လဲလင်းဘက်ကရောကိုဘက်ကရောဒါလောက်ကြီးမားတဲ့မိသားစုကြီးဟာဥမကွဲတိုက်မပြတ်ကလေးတို့အရွယ်ရောက်တဲ့အထိတစုတဝိုင်းနဲ့ဒီအိမ်ကြီးမှာနေနိုင်ကြတာပေါ့ဟု၍ဝါခဲမအိမ်ကိုကြီးအကြောင်းဆလာလျင်သူတို့ကမမေကိုချီးကျူး၍ဇလိုက်မကြီးတပွဲပြောပြ၏ကျမကတော့တစ်ဖက်ကမိခင်ကိုချီးကျူး၍သဘောကျတော့လဲတစ်ဖက်ကမူလူငယ်ပီပီခတ်မိုက်မိုက်ပင်တွေးမိတော့အခါငါအမေခံရလေခြင်းဆိုသည့်အာဃာတကြီးမှာပေါ်၍လာတတ်သည်ယခုအသက်ကြီး၍ကိုကြီးဦးနုကတရားပြကအာဃာတမထားဖို့ခွင့်လွတ်ဖို့ခဏခဏဆုံးမတော့မှကျမရင်ထဲတွင်မိခင်အားစိတ်မချမ်းသာအောင်လုပ်သူတို့အားခွင့်လွှတ်စိတ်ဖြင့်မေတ္တာပို့ပါ၏မမေအကြောင်းကိုသာစာတအုပ်ရေးရပါလျင်လဲကဘာကျော်အင်္ဂလိပ်ဝတ္ထုကြီးဖြစ်သည့် Wuthering Heights ခေါ်ဝတ္ထုကိုမိသည်ဟုဝေဖန်မြေသမားမြင်းတန်တို့ပေတန်တို့တညိုလောက်ကိုလက်ကင်ထားသူတို့ကသူတို့အတိုင်းထွာလေးနှင့်တိုင်းထွာကဝေဖန်ကြအောင်မည်ဖြစ်၏စင်စစ်တော့ကျမမွေးဖွားခဲ့ရာဝါခဲမရှိအိမ်အိုကြီးတွင်ကဘာကျော်ဝတ္ထုကြီးအမျိုးအစားတွင်ပါသည့် Wuthering Heights ဝတ္ထု Rebecca ဝတ္ထု
mother ဝတ္ထု great expectation စသောဝတ္ထုတွေထက်စမ်းကြဲသောဘဝတရုပ်ဖော်သောသင်ခန်းစာရရှိနိုင်သောအတွေ့အခေါ်ရင်းချက်မှုကိုပြသောဝတ္ထုဇာတ်လမ်းများအများကြီးရှိသည်ဇက်ကောင်တို့၏တရုတ်မှန်ကာရီတာကိုသာကျမကလောင်မနိုင်၍မရေးပြတတ်ရှိရမည်ဇက်ကောင်အမျိုးမျိုးတို့ပေါ်ထွက်ရာအင်ကြီးဖြစ်၏အကယ်၍သာဆရာမောင်ထင်းလောက်ဆရာတင့်တယ်တို့လောက်သာကျမကလောင်ကိုကျမနိုင်ညာပါအံတက်တန်းစိတ်လို့သာကျမတေးတော်တေးတန်းရ၏ကျမအိမ်အိုကြီးရှိဝတ္ထုများကိုကရေး၍ပြီးဆုံးမည်မဟုတ်ပါပေထို့ကြောင့်ပင်ဝေဖန်ရေးသမားတို့ကကျမဝတ္ထုများကိုဘယ်အနောက်နိုင်ငံကဘာဝတ္ထုကိုမှီ၍ရေးသည်ဆိုတိုင်းကျမကြိတ်၍ပြုံးမိပါသည်သူတို့အစိုးအရဇလန်းဇက်ကွက်တွေမှာအမေရိကအင်္ဂလန်ရုရှားပြင်သစ်စသောတိုင်းပြည်များတွင်သာဖြစ်ကြရမည်ဆိုသလိုဖြစ်နေတော့သည်အမှန်တော့ကမ္ဘာကြီးတစ်ခုလုံးတွင်အမေရိကန်ဖြစ်ဖြစ်အင်္ဂလိပ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ်မြန်မာဖြစ်ဖြစ်လူလောကကြီးထဲရောက်လာပါလျင်လူလောကသားတို့တွေ့ရမည်ဒုက္ခကိုအင်္ဂလိပ်မို့ခံစားရသည်ရုရှားမို့ခံစားရသည်ဘယ်သူဖြစ်ဖြစ်ဒီဒုက္ခဒီလိုတွေ့ကြရသည်ကြီးပါသည်ဇလန်တို့သည်အင်္ဂလိပ်မို့ရှိသည်မဟုတ်ကပလီမို့မရှိဘူးမဟုတ်30ပုံနဲ့ရောက်လာပါလျင်ဒီလိုတွေ့ကြမြင်ဖြစ်ကြမြင်သာသည်နတ်ပြည်မှာတော့နတ်စာရေးဆရာရှိလျင်အတူရာနှင့်တရားမင်းတို့စစ်ပွဲကိုဝေဘန်ဟန်ချီကျူးဟန်အာမန်တဟန်ငိမ့်ချန်ရေးကြွေးကြော်တန်းဖြင့်ရေးလိုက်ကြမည်ဖြစ်ခြင်းဘိန်နုနမင်းကြီးသမီးဝေဝစ်စရာကိုပင်စတိခနမင်းချစ်ရမှပေါ်ပေါက်လာသောနတ်ကဗျာမှလည်းတကယ်ဆိုတော့နတ်စာပေတွင်မှတ်တမ်းသာတင်လျင်တကယ်အချစ်ဝတ္ထုကြီးပေါ်ပေါက်လာခြင်းဖြစ်၏ဝတ္ထုတို့သည်ဘယ်နေရာမှမဆိုးရှိနေ၏ပြည်တွင်တွင်ပင်ပြည်ပထက်ကောင်းသောဇလန်းများကရေးလို့ပင်မကုန်နိုင်ပါဟုတင်ပြရခြင်းဖြစ်ပါသည်တချို့များသူတို့ဇလန်းများထပ်ပင်စမ်းကြဲသေး၏တခုတော့ရှိသည်အရေးအသားဇက်ကောင်ကာရိုက်တာကိုဖော်ထုတ်ရ၌သူတို့နိုင်ငံစာရေးဆရာတွေလောက်မတော်ကျင်သာရှိရမည်ရေးဆရာများကတော့တပုံကြီးပါပင်သည်တခါတည်းရန်ကျမဝေဒနာကြောင့်ကျမအိယာဝလဲနေသောအခါဒီအိမ်အိုကြီးမှာဝတ္ထုတွေအများကြီးပဲရေးလို့မကုန်ခင်အချို့သိမဲ့ထင်ပါရဲ့ဟု၍ညီးမိကျမချစ်သူတယောက်ဖြစ်သောခင်မွန်းတဲ့မှာသူ့ရင်ဘတ်ကိုပုတ်ကအမလေးမိရွှေချူကိုတရားကိုမှတ်ပြီးဆင်ញင်ပါဒီဝတ္ထုတွေဆွဲလန်းပြီးသိမဖြင့်နောင်ဘဝတစေဖြစ်မှာတနာစရာကောင်းလိုက်ပါပြီတော့ဟု၍တပြစ်တောက်တောက်ပြောတတ်ပါသည်ကျမအဖို့တော့ရေး၍မကုံနိုင်လေဒီမှာရေး၍မကုံပါပြင်သည်တခါကလည်းစာပေဗိမှန်ကဝတ္ထုတစ်ပုဒ်ရေးခိုင်း၍မဟာတာဂီကိုရေးပါသည်တဆရာကဖတ်ရှုပြီးထုတ်ဝေခြင်းမပြုရဲဟုဆို၍ပယ်ခဲ့ပါသည်ကျမ၏ထုတ်ဝေနေကြထုတ်ဝေသူကထိုဝတ္ထုကိုထုတ်သောအခါကျမဆွေမျိုးများထဲမှတချို့ကသူတို့ကိုစောင်းရေးပါသည်ဆို၍ဆက်ဆက်လူဖြစ်ကြသည်စာပေဗိမှန်ကမူမြမပြည်နိုင်ငံရေးကိုစောင်းရေးသည်ဟုအထင်ရှိ၍မထုတ်ဝေရဲ့တဲ့ရေးစရာမကောင်းမိဘူးလားအနောက်နိုင်ငံဖြစ်စေအရှေ့နိုင်ငံဖြစ်စေစာရေးဆရာသည်သူတို့ဝတ္ထုများကိုရေးရနိုင်သူတို့ပတ်ဝန်းကျင်မွေးဖွားရာအလေ့အထအတိုင်းဝိုင်းဤဗီဇဟန်ပန်ပါကြစမြဲသူတို့ကိုရေးကိုရာရေးသည်ဆိုအောင်အများအကျိုးရှိပွဲရလဲပါသည်အနောက်နိုင်ငံအဖြစ်များနှင့်စင်တာလေးတွေလည်းပါသည်မစင်တာလေးတွေလည်းပါသည်နည်းနည်းစင်တူချင်းတူနေတတ်သည်ချွတ်ဆွလဲတူတတ်သည်အနောက်နိုင်ငံမပြောနှင့်လွန်ငယ်သောနှစ်ကလာမင်းကြီးတာဆန်းပါဝတ္ထုကိုကျမရေးသည်ထုတ်ဝေသူတယောက်ကမခင်ယူနိုင်ငံခြားဝတ္ထုမိတာလားဟု၍အမေးခံရပြန်သည်မေးရုံတွင်မဟုတ်ခင်ဆွေဦးရဲ့ပလဲငုံဆိုရဲဝတ္ထုနဲ့တူနေလို့ဝတ္ထုတစ်ပုဒ်တည်းနှစ်ယောက်မိရတာလားဟု၍ထပ်တွန့်မေးပြန်သည်မိလည်းမမိဘူးခင်ဆွေဦးနဲ့ဆိုတာလည်းတခါမှမတွေ့ဖြစ်ဘူးသူခမရလည်းသူ့စိတ်ကူးနဲ့သူရေးတာပဲလာမင်းကြီးတာဆန်းမာနဲ့တူတဲ့အင်္ဂလိပ်ဝတ္ထုလဲကျမကမဖတ်ဘူးဘာဝတ္ထုနဲ့တူနေလို့လဲခင်ဆွေဦးရေးတာနဲ့ကောဗာများတူနေလို့လဲအကယ်၍မှီးခဲ့တော့ဘာသာပြန်ခဲ့တော့စိတ်ချပါဖွင့်ရဝန်ခံပါမယ်ဘာမှလည်းမပင်ပန်းပါဘူးဝန်ခံလို့လဲကျမတို့မှာဂုံတီမထိခိုက်ပါဘူးဆရာမင်းသူဝန်ပြောသလိုဖက်ရင်မှတ်ရင်လေ့လာရင်ကစုတုပြုသဘောမှာတယောက်နဲ့တယောက်ရောထွေးရှက်တင်အတွေးခေါ်တွေဟာအယောအနှောပါကြစမြဲပဲနေပါအောင်စားပေနဲ့မှာအဲ့ဒါဟာတိတ်အရေးကြီးနေလို့လားရှင်တို့လာမေးတိုင်းကျမကတော့စိတ်ရှိလက်ရှိဖြေမှာပဲဒီလိုပြောတော့လဲမေးသူများမှာဘာမှမပြောတော့ပြန်ပြီဖေဖေအကြောင်းရေးရမှမိမိအကြောင်းရောက်မိမိအကြောင်းရေးရမှစာပေအကြောင်းရောက်သွားပြန်သည်
စာရေးသည်ဆိုသည်မှာဆွဲတာထိုးသည်ကိုဖြတ်သည်နှင့်တူပေသာတစဆွဲယုံနှင့်တပြုံကြီးပါလာတပေသည်ကျမဤစိတ်ကူးသည်စူလီဖျားလန်းတိုက်ကြီးမှသည်မိမိနှင့်ဝါခဲမှအိမ်အိုကြီးသို့စိတ်ရောက်သွား၏ရှေ့ဘက်တွင်ဖော်ပြခဲ့သလိုမိမိသည်သူ့စုတောင်းအတိုင်းအကယ်၍များဖေသာ9မိနစ်ခန့်ပြန်လည်နားကြခဲ့ပါလျင်သူပြောလိုသောစကားများသည်ဘာရီများဖြစ်ပါမည်နီတနှုံနှုံတွေ့ကကျမတို့ကုတလေအိမ်သို့ပြန်ရောက်လာခဲ့ပါသည်ပေါင်ရင်အနာခွဲစိတ်ပြီးမှတခြားအနာဖြင့်ဒေါက်တာကြီးဖောထန်သို့ဖြစ်ပြီးဒုတိယအကြိမ်ပြန်လည်သွားရခြင်းဖြစ်၏ဆရာခိုင်တန်ရှင်းနှင့်တီမြဲကွဲပြီးနောက်ဦးနုသည်ရွေးကောက်ပွဲတွင်အနိုင်ရကဒုတိယအကြိမ်ဝန်ကြီးချုပ်ဖြစ်လာ၏သူသည်ဝနာမီယာရင်မနီကျမတို့ခြံနှင့်ကလျက်ကုတလစ်ပြည်တော်စုလန်းသွယ်ရှိအိမ်သို့ပြောင်းလာသည်တနေ့နန်းနက်တွင်သူ့တတော်ဆောင်ဘူလှမြင့်မော်တော်ကားနှင့်ရောက်လာသည်ဘဘကြီးပဲသွားလဲသူသည်ဖေကိုမေးရင်မှအိမ်ထဲသို့ဝင်လာ၏ဘာလို့မလဲဘူလှမြင့်ဘဘကြီးရဲ့ခြေထောက်တစ်ဖက်နည်းနည်းဆွဲနေတာဆရာခိုင်နဲ့ပြဖို့လားခေါ်တာကျမကတော့ချက်ချင်းတွေးလိုက်မိပြန်သည်ဖေတယောက်သူ့ခြေထောက်ဆွဲနေသည်ကိုဦးနုအားသွားပြီးအပူကပ်ပြန်သည်ထင်သည်ဒါမှမဟုတ်ဦးကိုကြီးကပဲဖေဤခြေထောက်တစ်ဖက်ဆိုင်းထွတ်ဖြစ်နေသည်ကိုမြည်၍ပဲလားဆရာခိုင်နှင့်ကုရန်စီမံကြပြန်သည်ကျမကတော့ကို့အဖေတက်ကိုကောင်းကောင်းသိထားသည်မို့ဖေခြေထောက်သည်ဆရာခိုင်နှင့်ကု၍မပြောက်ဆိုသည်ကိုတက်အပ်သိထားပါသည်တမားတော်ကြီးနေလာဝိဇာဆရာခိုင်အစွမ်းမထက်၍ကမဟုတ်ပါဆရာခိုင်၏သတင်းကိုကြားလဲကြားပူပါ၏မြမစေပညာ၏အစွမ်းကိုမလေးစား၍မဟုတ်ပါဆရာခိုင်၏ဆရာကြီးဆရာလှ၏တပည့်ရင်ဂျာနေကျော်တော်မမလေးနှင့်ကျမအမဖြစ်သူမတ်တင်ဦးအားလေးလလုံးကုဘူးပါသည်သို့သောဖေယောဂါသည်ဆရာခိုင်နှင့်ကုမရဆိုသည်ကိုတော့ကျမသိ၏အဘဲကြောင့်ဆိုတော့ကုတာပြီးလူသူဦးနုကလည်းစေတနာနဲ့ခေါ်လွတ်သည်ဆိုတော့ကျမမှာစားရေးရပြန်ပါသည်ကိုကြီးကအခေါ်လွတ်လိုက်၍ဘိုးလာမြင့်ခေါ်ရောက်လာပါကြောင်းအစာချီပြီးကြိုးကြောင်ဖော်ပြရ၏နုနုကိုလည်းဆရာခိုင်နှင့်စကားပြောစဉ်ဘာသာပြန်ရအောင်ထည့်လိုက်ရပါသည်နုရေကိုကြီးစိတ်ကျဉ်နဲ့အောင်သာထည့်လိုက်ရတယ်ဖေစိတ်နဲ့ဒီဆရာခိုင်ကုလို့ယောဂါကမပြောက်ပါဘူးဟဲ့ပျောက်မပျောက်ခေါ်တဲ့လူကခေါ်ရင်ထည့်လိုက်တနေ့သူ့ဦးလေးအကြောင်းသူသိလိမ့်မယ်ကားပေါ်တက်ရင်နုကပြောသွားကဆရာခိုင်တန်းသို့ထွက်သွားကြပါသည်ပြန်လာလျင်ထုံးစံအတိုင်းတဲ့သောအစာမတဲ့သောအစာစာရွက်2ရွက်ပါလာ၏စာရွက်များကိုထမင်းစားခန်းတွင်ကတ်ထား၏ထမင်းချက်သည့်ကလေးမကိုကျမစာရွက်များပြသထားလိုက်ပါသည်ကလေးမလေးသည်တင့်လျော်သောဟင်းများကိုအစဉ်ပြေသလိုစာရွက်ကိုကြည့်၍ချက်ရန်ဖြစ်ပါသည်ဖေကိုလည်းဆရာခိုင်နှင့်ကုသလျင်လိုက်နာရန်စီကံများကိုစာရေးပြ၏ကျမထင်သည့်အတိုင်းပင်တနေ့တွင်ကျမစာရေးနေသောစာဖတ်ခန်းသို့ကလေးမလေးပြေး၍လာပြန်ပါသည်မမယူဘဘကြီးရဲ့သူ့ဟင်သူမစားဘူးမမယူတို့ဖို့ချက်ထားတဲ့ဟင်းကိုစားတယ်ကျမစာရေးပြရင်စာရွက်စာရန်အစုံလင်းနှင့်ထမင်းစားခန်းသို့ပြေးရပြန်သည်ရောက်ချင်းပင်ဖေကဥအောင်တိုင်၏ငကူဟင်းချင်းတူဖေအတွက်ကြတော့ဒီကောင်မလေးကခရမ်းကျင်ကြီးထည့်မပေးဘူးကျမကလည်းစာရေးပြရပြန်သည်ဖေစကလေးကဆရာခိုင်စကားနားထောင်ပါမယ်ဆိုသူတို့နီလာဝိဇာကမတဲ့ဘူးဆိုရင်ရှင်းမစားရဘူးစားရင်စိတ်လို့ဖေကိုသမီးအစာတွေကပြောပြထားတယ်အခုလဲငခုစီမွေကဖေနဲ့တဲ့တယ်ခရဲကျင်ကြီးကမတဲဘူးဒါကြောင့်ဖေစားတဲ့ဟင်းနဲ့ခရဲကျင်ကြီးထဲ့မချက်တာမကြွေးကြလို့မဟုတ်ဘူးကျမကစာရေးပြီးစာရွက်ကျန်းလေးကိုထိုးပြလိုက်၏အိုးငါခရဲကျင်ကြီးကြိုက်တာပဲဟာစားမှာပဲသူသည်စာဖတ်ပြီးစာရွက်ကိုစုပ်ချပြရင်အပြင်ထွက်သွားတော့သည်ထို့ကြောင့်ပင်ဆရာခိုင်စေးနှင့်ကု၍ဖေယောဂါမပြောက်ပါဟုကျမဆိုလိုခြင်းဖြစ်ပေသည်သို့သောစိတ်ရှိသေးတော့လွတ်ပေးထားလိုက်ပါဦးမည်ကျမသည်စာဖတ်ခန်းထဲမှလည်းစာရေး၏ဖျားဆောင်တွင်လည်းစာရေး၏များသောအားဖြင့်ဖေနှင့်ဝေးရမှရေး၏ခုတလောဖေကဖျားဆောင်တွင်အနေများ၍စာဖတ်ခန်းတွင်သာစာရေးများပါသည်စာဖတ်ခန်းမှဖျားဆောင်သို့သွားလျင်တိုက်၏အပြင်ဘက်ထွက်ကရှောက်၍သွားရ၏သို့သောစာဖတ်ခန်းမှဖျားဆောင်သို့လှမ်းကြည့်လျင်အတိုင်းသားမြင်နေရသည်ကျမသည်တနနက်တွင်ငုံ၍စာရေးနေစေဖျားကံဘက်မှတစ်ကိုင်းကျိုးကြသလိုဝုန်းတိုင်းနှင့်ပြင်းထန်သောအတန်တစ်ခုကြားလိုက်ရပါသည်ခေါင်းမော်၍ကြည့်လိုက်ပါလျင်ပြင်းမှနေ၍ဖြစ်သမျှကိုအားလုံးမြင်နေရမည်ဖြစ်၏သို့သောမကြည့်ပါကျမသည်စာရေးစပွဲပေါ်မျက်နှာမောက်ကရင်ဘက်ကိုဖိထားလိုက်၏လမ်း၍မကြည့်ရဲ့တိတ်ခုံသောရင်ကိုသာငြိမ်အောင်ဖိထားရ၏ကျမ၏ယောဂါမှာထိုစင်ကလေးကစလာပြီးထင်ပါသည်
ဘကြီးရဲ့ဖေဖေကလေးမလေးသည်စာဖတ်ခန်းဝါသို့ပြေးရောက်လာကဘကြီးရဲ့ဟုဆိုကားရှိသည်ကျမကလည်းကိုရင်ဘက်ကိုနှိပ်ကခေါင်းမထောင်သေးပဲလက်တစ်ဖက်နှင့်ကာပြရ၏မတင်ရဲ့ဘကြီးတစ်ခုခုဖြစ်တယ်ဆိုတာနင်မပြောဘဲငါသိပြီးသားပါဂလူးကို့စ်တစ်ခွက်သာငါ့ကိုမြင်မြန်သွားဖြော်စမ်းပါကျမတို့တားဖာနှစ်ယောက်ဇလန်ကိုဥဖေမောင်တင်ရေးသောဇရုတ်ထားရန်မြမကြီးစာတွေကငပွားကြီးဇလန်အတိုင်းပါပဲသည်ငပွားကြီးရဲ့ဆိုကားရှိသည့်ဘုံတော်ကြီးကငပွားကြီးပါမန်တော့ငါတိပြီးသားပါတခြားလူဘသူပါသေးလဲဆိုတာသိကျင်လို့ဟုဘုံတော်ကြီးကအမိန့်ရှိလေ၏ဟူသောစားပိုက်လိုပင်ဖြစ်၏ယခုလည်းဖေဖေတစ်ခုခုဖြစ်ပြီးဆိုသည်ကိုတော့ကျမတီးပြီးဖြစ်၏မမြင်ဝမရှုဝတစ်ခုခုဖြစ်လျင်ကြီးရဲသောတတိတဖြည်းဖြည်းနဲလာ၍ကျမရင်ဘက်ကျမဖေကစာရေးစပွဲပေါ်အသာမှောက်နေရသည်ကျမထင်သည့်အတိုင်းပင်ဂလူးကိုစ်မရောက်လာခင်မောင်ကန်ညွန့်ကျမအနာအပြေးရောက်လာ၏မမယူဘကြီးလေးဒန်းစီးတာတိကိုင်းကြီးကြိုးကြသွားလို့ကျမသည်အသက်ကိုမှန်မှန်ရှူရ၏လူပါဖြစ်သေးလဲဟုဖြည်းဖြည်းမိရ၏ဖြစ်တယ်မဖြစ်တယ်တော့မသိရသေးဘူးအနှိမ်ပိုင်းကိုလိမ့်ကျသွားတယ်သူ့နားကိုဘယ်သူမှမကက်ရဘူးတဲ့ဒါကြောင့်မမယူကိုလာခေါ်တာအသက်တော့ရှိနေသေးရမို့လားကျမရင်များမှခုန်နေသေးပါပင်ဒီမအေးတင်ယူလာသောဂလူးကိုစ်ကိုတောက်၍မောင်ကန်ညွန့်ကိုခေါ်ကဖျားဆောင်မသူထွက်လာရပြန်သည်ထုံးစံအတိုင်းတစ်ခုခုဖြစ်၍ပုံလျက်လဲနေပါလျင်လည်းဘသူမှနာမကက်ရနာလွန်လျင်တာငါလက်ခွေးမှပဲနာလိုက်တာဘသူမှမကင်နဲ့ဟူ၍ကုန်းအော်တတ်သည်ကျမတို့အိမ်ရှိဘက်မှာကုန်းမြင့်လေးလိုနေလျှောဖြစ်နေ၍ဒန်းကျူပြက်ကအနိပ်ပိုင်းသို့တလိမ့်ခေါကိုကျသွားဟန်ရှိပါသည်ဒန်းလွယ်ပြီးသောကလေးတအုပ်မှလက်ပိုက်၍ကြည်နေရသည်ဘသူမှသူ့အနာမကက်ရကျမကိုမြင်သည့်တပြိုင်နက်သူ့ခန္ဓာကိုယ်ကြီးကိုစူးစမ်း၍သူ့ဘာသာထူနေသည့်ကြားကဖေဖေဘာမှမဖြစ်ဘူးတွားခုနှစ်တန်းနှင့်ကုန်းအောင်ပြန်သည်ကျမသည်မျက်နှာထားတင်းတင်းပြင်းလိုက်ရကမောင်ကန်ညွန့်နှင့်ကလေးများကိုဇွတ်ခေါ်၍သူပုံလေးရဲ့လဲနေရာသို့သွားရ၏ကျမ်းမကြံ့ခိုင်ကြီးမားသောကိုကြီးကိုဆွဲထူရ၏ပြုတ်ကျသောအရှိန်နှင့်ဒဏ်ရာမှာအတော်ပြင်းမုံရပါသည်သို့သောသူသည်ကျမခေါ်ရအိမ်မကြီးစီသို့မလိုက်ဖျားဆောင်မှုသာအတင်းတက်၏ခြေထောက်မှာထော်နှင်းဖြစ်နေသည်ဖျားဆောင်မှုတို့ရောက်လင်ရောက်ချင်းကျေးစီကိုကင်ကသူ့နာကက်ကတအားထူပါတော့သည်ကျေးစီကိုတာယာနာပြောဝဲဖြစ်အောင်တီးခတ်နေခြင်းမဟုတ်တအားထူနေသောကြောင့်ကျမတို့နားကောင်းသူများမှသူ့အနာမနေနိုင်ပဲဖနှက်ချွတ်မှသွား၍နေရ၏ထိုစဉ်ကကျမခင်မွန်သည်တော်လန်ရေးရဲဘော်ဟောင်းကြီးတယောက်မှဖျားဆောင်တွင်တဲခိုလျက်ရှိသည်သူသည်ကျမတို့သားဖာဘလို့ဖြစ်နေကြသည်ကိုသိလိုသောမျက်လုံးနှလုံးဖြင့်ကျမကိုတလဲဖေဖေကိုတလဲကြည်နေ၏အကယ်၍သာအိန္ဒိယတွင်စာရေးဆရာချက်ကလေးပြဖြစ်ပါကဝတ္ထုတပုတ်တော်ရပေမည်ကျေးစီတန်းဆုံးမှပင်ကျမသည်ဧည့်သည်ကိုရှင်းပြရ၏ဦးအေယာကြီးဖေဖေယောဂါကိုဆရာခိုင်နဲ့ကုနေတဲ့နေလဝိဇာဆရာခိုင်ဆိုတာကြားဘူးမှာပေါ့သူတို့ကအာယုံ၅ပါးအစုံကုတယ်ဓာတ်စာလည်းပါတယ်ဒန်းလည်းစီးရမယ်ဆိုလို့ခုနဒန်းစီးတာလေဖေဖေကဝါလွန်းတော့ခုနတကိုင်းကျိုးကြတာခုတခါဂျေးစီသက်နားထောင်ရမယ်ဆိုတော့ဂျေးစီထူတာလေကျမစကားဆုံးတော့မှဦးအေယာဒီပြုံးလိုက်ရင်အော်ဒီလိုလားအဲ့ဒီလိုလဲရှင်းပြအောင်မပေါ်မယူရဲ့ကျွန်တော်ဖြင့်ခုနဘာတွေများဖြစ်နေပါလဲလို့တွေးနေတာဟုပြောကသူဟာသူရေးပါတော့သည်ကျမကတော့ကလေးများနဲ့မောင်ကန်ညွန့်ဘက်တို့လဲကပြောရပြန်သည်နောက်တစ်ခါဒီဒန်းတွေလက်ဆက်ပင်မှာဒန်းစင်ပေးပါအောင်လို့ဘကြီးပြောရင်ဘသူမှစင်မပေးရဘူးနော်ငါ့ကိုသာလွှဲချမမယူကမစင်ပေးရဘူးလို့ပြောတယ်လို့ကျမသည်ဖေဖေကိုစိတ်ဆိုးသမျှကလေးတွေပုံချကလက်ညှိုးငေါက်ထိုးရင်မျက်နှာထီမျက်နှာထားနှင့်လူမိုက်ကိုင်းနှင့်ပြောရသည်ထို့ကဲ့သို့မျက်နှာထီမျက်နှာထားနှင့်ပြောနေလျင်တော့သူသည်ဘေးမှကြည့်ကကျမစိတ်ဆိုးပြီးကိုရိပ်မိသိရှိတတ်ပါသည်ညနေနုနုကြောင်းဆင်းလာသောအခါကျမဒေါသကိုဖွင့်ရ၏မိနုသွားနင်းကိုကြီးဦးနုကိုသွားတော်ဦးတင်အောင်ဖေဖေကိုဆရာခိုင်နဲ့မကူတော့ဘူးလို့ဓာတ်စာလဲတဲ့တာကိုရွေးမစားဘူးသူကြိုက်တာပဲအတင်းစားတာပဲထမင်းချက်ရထမင်းကျွေးရတဲ့မိအေးတင်လဲယူတော့မယ်မနက်ကလည်းဒန်းစီကောင်းလိုက်တာတိကိုင်းကြိုးကြလို့မမြင်ဝမရှုဝဆရာခိုင်စိနဲ့ကုလို့ခြေထောက်ဆွဲတာမပြောက်ခင်ဒန်းပေါ်ကလွင့်ကြတဲ့ဒဏ်ရာနဲ့တေနေမှလှမယ်ဒီလောက်ဝါတဲ့ခန္ဓာကိုယ်နဲ့ကလေးတွေကဖြည်းဖြည်းလွှဲပေးရင်လည်းမကြိုက်တအားလွှဲမှကြိုက်တာကံကောင်းလို့ပေါ့ဟိုဘက်စီယိုကအုတ်တိုင်းနဲ့တန်စုကျိုးပေါ်သာကြာရင်ပြီးရောနင်ကပြောအောင်မမို့လားမမယူကပူစရာမရှိစီယုံကောက်တင်လိုက်ပြီးရောလို့နင်တို့ကပါဇက်နဲ့ပြောတာလွဲတယ်စီယုံတက်ရတော့သွားရလာရနဲ့ငါပဲဒုက္ခရောက်တာ
ဒီစေးရုံကိုညီးစော်နံလို့ကြည်တောင်မကြည့်ချင်ဘူးနင်တို့ကတော့အကြောင်းအေးအေးတက်လို့စေးရုံဒုက္ခကိုမသိဘူးဖြစ်လိုက်ကြရင်လေသူများလိုတစ်ပတ်နှစ်ပတ်နဲ့ပြီးကြတဲ့ယောဂတွေမဟုတ်ဘူးအနည်းဆုံးတစ်လနှစ်လဖြစ်ကြရောကျမကမိုးမဆုံးလေမဆုံးဖေဖေကိုဒေါသဖြစ်သည်များစုခဲ၍နုနုကိုပြောချတာနေသည်မိရွှေနုကတော့မှန်မရင်းမှဒန်းတွေလက်ဆက်ပင်ကြီးကိုကြည့်ကတဟာဟာရေတော်သည်ဒီကိုင်းတွေကပွားပွားနဲ့ဆက်ဆက်ရဲ့ဖေဖေကိုကြီးနဲ့ကြိုးကြမှာပေါ့ဒန်းမစင်ဖို့ပြောရပေါ့အောင်မဲနင်းဖေဖေကတစ်သက်လုံးကပြောရခဲ့ဘူးတဲ့ဖေဖေကိုတစ်သက်လုံးသူထင်တာသူလုပ်တာကလေးတွေလည်းတမနှလုံးသူမနေရငါမနေရသူများကခိုင်ခိုင်မာမာဆင်မင်းမယ်ဆိုလို့ရတာလည်းမဟုတ်တမနှလုံးမောင်ကန်ညွန့်ကိုသူကအမိန်ပေးနေတာငါကမောလုံးလို့ဝင်မပြောတော့ဘူးမပြောတာနဲ့တစ်ချက်တည်းကြိုးကြတာနဲ့တစ်ချက်တည်းပဲစာရေးပြရတာလေလက်တူတော့မယ်ခင်းနေယူအနေနဲ့ကိုဝါသနာပါတာလေးကိုစိတ်ဝင်စားတာလေးရေးရတာတော်တော်သူ့အဖေကိုတနေ့ရေးပြနေရတာကတကယ်ပဲသမုတ်တရားကိုမင်းရေးဖြော်ရတော့မယ်နင်းကတော့ရေးအားတာပေါ့ကျမစကားပြောရင်းမျက်ရည်များလေလာမှနုနုသည်အေးရက်လိုက်ပါသည်မငိုနဲ့မမယူရဲ့နုနုကိုကြီးကိုသွားပြောလိုက်ပါမယ်ဆိုကထွက်သွားတော့သည်ကျမကတော့တကယ်ပဲငိုချင်ပါသည်အဖြစ်များကလူနာတယောက်စေယုံတင်လျင်ငွေကြေးဆေးဝါကအစားဆရာဝန်ပြုစုသူအလုံးအလောက်လှုပ်ပေး၍လေကိစ္စကမပြီးပြတ်လူနာများမှာတစ်လမှ6လတစ်နှစ်လောက်ကုသရသောယောဂမျိုးလည်းဖြစ်ပြန်မမယူဒီညက်နေလာမတွေ့လို့လူနာကမျက်နှာမကောင်းဘူးထမင်းမစားဘူးဆိုပြန်တော့ကျမစိတ်ကမနေနိုင်ဒီဆေးရုံကြီးကိုအပြေးလွှာညနေတိုင်းပြေးရ၏ကားနဲ့ဘားနဲ့စတိုင်နဲ့ကိုက်နဲ့သွားရခြင်းမဟုတ်ခါတလေးများဆေးရုံကပြန်ရောက်လျင်အိမ်မဘာမှမလုပ်ချင်ပဲခွေးလျက်ပုံလင်းနေတော့သည်သို့တော့ကိုမျက်နှာငွေလာဝင်းပပကိုမြင်ရပါလျင်ယောဂါဒီတို့မှာစိတ်နှလုံးတတသည်ဆိုတော့ညနေတိုင်းသွားရ၏ပြုံးရ၏နှစ်သိမ့်ရ၏ကြာရှည်တော့လဲဤတန်တွေကိုမခံနိုင်ပဲငယ်ငယ်ရွယ်နှင့်ကျမသည်အာအင်ကုန်ခန်းအာယုံကြောများအားနေသောယောဂဆွဲကက်လာလေသလားမိမိအလှဲ့ကြုံရပြီမိမိပြောစကားကြားရောက်လာပြန်ပါသည်9မိနစ်သာသမီးတို့ပြနားကြလိုက်စီခြင်းမရဲ့သူသည်မပြည့်သောဆန္ဒကိုပြုံးရည်သာညီးတွားခဲ့သည်ဝါခဲမှအိမ်ဦးကြီးတွင်ကိုပြစ်တစ်ခုရှိ၏လာတာသောညများတွင်မအိတ်ခင်မမေသည်ဖေနားမကြသည်မှစိတ်ဖောက်ပြန်သောယောဂလီငန်းယောဂများဆွဲကပ်လာ၍ဖြစ်ပေါ်လာသောအကြောင်းများကိုရေရေမောမောပြောတတ်၏ကျမတို့ကလည်းပုံမြင်များနားထောင်နေရသလိုညီအမတွေရဲလိုက်ကြအာယုံဆိုင်လိုက်ကြနှင့်နားထောင်ကြ၏ယခုတော့ကိုတွေဝင်၍မိမိနေရာအစားဝင်ယူရသောအခါမိမိလိုမရင်နိုင်ရှိုက်ကောင်းငင်ကငိုကြွေးမိ၏ခုံပေါင်းမိ၏အိန္ဒြေပြက်လာအောင်မင်းမချုပ်နိုင်မတီးနိုင်ဖြစ်ရ၏လောကစခုံတွင်မိမိလိုကျမသည်ဘယ်သောအခါခံနိုင်ရရှိပါမည်နီမိမိသည်အဆုတ်နာဝေဒနာယောဂါကို2နှစ်ကြာခံစားရသည်ဆုံးကနီး6လလောက်တွင်စေယုံမှမနေလူတော့၍အိမ်တွင်ပင်ကုသခံသည်သူကိုယ်သည်အယိုးပေါ်အရေးတင်အိယာပေါ်တွင်မြုပ်နေ၏သူ၏နောက်ဆုံးအချိန်ကိုမဟာစီဆရာတော်ဖရာကြီးသောဝိပဿနာရှုနည်းကျမ်းကိုဖက်ကားကုန်လွန်ခဲ့သည်စာအုပ်ပါနည်းအတိုင်းတရားမှတ်၏သူ၌ရိတ်သားသို့သွား၍တရားအားထုတ်ချိန်မရခဲ့တနေ့တွင်ကျမတို့ညီမတွေမိဖို့ရဲဝင်၍ထမင်းချက်နေစေမိမိအနာတွင်တယောက်မှမရှိပေအမလေးလာကြပါအောင်မိမိအတန်တက်တဲ့ကိုကျမတို့ကြားရ၍အပြေးလွှာမိမိအိတ်ခမ်းသို့သွားကြ၏ဖေဖေသည်ဒုတ်တချောင်းကိုလက်ကင်ပြူကခေါင်းကလေးမော့၍စိတ်မြေနှပြေမိမိ၏ခြေသလုံးကိုနင်း၍နေတော်သည်မိမိမှာတော့မျက်ရည်များဖြိုင်ဖြိုင်ကြကငုံနေတော်သည်ကျမတို့သည်ဖေဖေကိုအတင်းဆွဲချ၍စားရည်ရပြန်သည်မိမိကလှုပ်လှုပ်ကလေးရဲ့ဖေဖေကိုကြီးနဲ့တက်နေလို့တေရောပေါ့ခုငုံနေပြီသူသည်စာရွက်ဖတ်ပြီးဟေးငါကတော့အိပ်ရတဲ့တခွေခွေနေရတာညောင်းရှာမှာပဲလို့တနာလို့တက်နေမိတာမတိလို့နောက်မလုပ်ဘူးဟုခဏတန်းနှင့်အော်တော်သည်ကဲမခတ်ပေဘူးလားကျမတို့အဖြစ်ကောင်ကြီးရအခက်ငိုရအခက်ကောင်းမကောင်းဘူးဆို၍လဲအေးနေသူမဟုတ်သူမပါလျင်ဘယ်နေရာမှမပြီးဟု၍ထင်နေတော့လဲမခတ်ပါလားဆူတောင်းကျမ၏ခင်မွန်းသည်မြန်မာစာပေရောအင်္ဂလိပ်စာပေရောစစ်စာပေများပါဝါသနာပါသူပြီးတာဝန်မှခိတ္တနာချိန်များ၌စာတိုသူအလွန်ဖတ်သည်ဖ
ဖတ်ပြီးသူရတာတွေ့သောအစာများကိုအောက်မှမြင်းသား၍ကျမကိုဖတ်ခိုင်းယုံနေတာမကဟိမဝန္တာချီးမွမ်းကန်းဖွင့်တတ်ပါသည်ဝေဖန်တတ်ပါသည်နိုင်ငံရေးနှင့်ပတ်သက်၍ဦးသိန်းဖေမြင့်ကိုတခြားလူတွေဘလို့ပင်ဝေဖန်၍ဘလို့ပင်သဘောကွဲလဲစေကမူဦးသိန်းဖေမြင့်မြမစာရေးဟန်ကိုမူသူသည်သဘောကျစွာနှင့်ကျမအားဖတ်ပြကဆွေးနွေးတတ်ပါသည်ကျမဤတရာအမှားနှင့်ကျမစာရေးပုံတခါတည်းမချောသည်ကိုအကိုကြီးကကျဉ်းနှံ့ပုံမပေါ်ပါပေကျမကရည်စရာပင်သူ့ကိုပြောတတ်ပါလေသည်အကိုကြီးကလည်းချောင်းဦးသားမုံရွာခရိုင်ကဖြစ်ပြန်ဦးသိန်းဖေမြင့်ကလည်းပုတလိန်သားဆိုတော့အညာသားချင်းအတူတူဒေတာဆွဲနဲ့ဦးသိန်းဖေမြင့်ရဲ့မြမစာရေးဟန်ကိုကြိုက်တာဖြစ်ပါလိမ့်မယ်ဟုပြောမိပါသည်မဟုတ်ဘူးမိချိုရတင်ပြပုံ presentation ကတမျိုးလေးပဲလေရိုးရိုးလေးနဲ့ကြည့်ပါလားသူ့အဖေကြီးရွှေတကုံဖျားပေါ်မှာသူ့အသားအတွက်ဆူတောင်းပုံခန်းများကိုဖြင့်တစိမ့်စိမ့်နဲ့တွေးပြီးပြုံးလာခြင်းနဲ့ဖတ်ကြည့်ပါအောင်ပြီးတော့လေအဲ့ဒီတစ်ခေတ်ရဲ့လူကြီးတွေစိတ်ထားဟာပေါ်လာတာပေါ့ကျမသည်သူမြင်သာရသောစာကြောင်းများကိုဖတ်ကြည့်၏ဤသို့လျင်ကြုံရခဲ့ကြုံရဖူးရခဲ့ဖူးရသောရွှေတကုံစေရီတော်စင်တူတော်တို့အားဖူးမြော်ကြောရသောပန်းလှူရသောမီးပူဇော်ရသောအကျိုးကျေးဇူးကြောင့်နိဗ္ဗာန်မဖို့ကိုရပါလို့၏ဖျားနိဗ္ဗာန်သို့မရောက်မီစကြလားလျာဘဝ၌ပညာကြီးခြင်းချမ်းသာခြင်းယာရုကြီးခြင်းဖြစ်ရပါလို့၏ဖျားယခုဘဝ၌လည်းအကျဉ်းစီဟုသမျှအောင်မြင်ရပါလို့၏ဖျားတပည့်တော်ဤသားသည်တာမန်အစားမဟုတ်အတိဇာတသားဖြစ်ပါ၏ထိုသားသည်ပညာကြီးခြင်းအကျဉ်းစီအောင်ခြင်းယာရုဌာနန္တရကြီးစွာရခြင်းထိုသားအတွက်ယနေ့ထိုးသောတိမ့်ထီပေါက်ခြင်းပြီးလက်မှပညာသင်ကြားနိုင်ခြင်းကြွယ်ဝချမ်းသာသောရုပ်ဆင်းလာသောမိမယေဒနာရခြင်းများဖြစ်ရပါစေတည်းဖျားသူထောက်ပြသောစာရန်ကိုကျမယူဖတ်ကြည့်၏ဖတ်ပြီးသောအခါကျမရေးပါသည်သူသည်အတိတ်ပဲနားမလည်သလိုကြောင်ယူကြည့်နေ၏အချို့ဘာလို့ရည်လဲသိလားဦးသိန်းဖေမြင့်ကြီးတို့တော့တစိမ့်စိမ့်ပြုံးလာအောင်တရုပ်မဖော်တတ်ဘူးအချို့တို့အဖေကြီးဆူတောင်းကဦးသိန်းဖေမြင့်ရဲ့ဆူတောင်းနဲ့မတိမ်မယိမ့်ပဲဒါကြောင့်ရီနာဟုဆိုကကျမဟပပဆက်၍ရေးပါသည်ကျမရေးရခြင်းကိုသူ့အားပြောပြရ၏ကျမတို့ငငယ်ကကျမတို့အင်ကြီးသည်မိသားစုအစုံလိုက်တွဲ၍တစုတဝေးကြီးနေခဲ့သောအင်ကြီးတစ်ခုဖြစ်ဟန်တူသည်ကျမအရွယ်ရောက်တည်တည်၍ကြည်မိသောအချိန်တွင်တော့မိကြီးမိတွေဘာကြီးဘာတွေအတော်ဦးလေးအမဝန်ခွဲအစုံမင်းပေါင်းဆက်၍တစုတဝေးကြီးနေကြသည်ကိုတွေ့ရ၏ဦးနုဤဖခင်ဦးစံထွန်းဒေါ်စောခင်တို့လည်းအတူပဲနေကြ၏သူတို့ကိုကျမတို့ကအမနှင့်အဘဟုခေါ်သည်အဖေဘယ်ရောအမေဘယ်ရောဆွေမျိုးများအပြည့်အစုံပင်သည်ညနေဆောင်လမ်းမကြီးသို့တငယ်ချင်းအဖော်များနှင့်ထွက်၍မကစားခင်ဖျားရှိခိုးရ၏ပရိတ်ရွရ၏ဖျားရှိခိုးအပြီးတွင်မေမေဤမိခင်အဘွားဖြစ်သူကိုအစာချီကအမေကြီးအားကြော့ပါ၏အဘကိုကြော့ပါ၏အမကိုကြော့ပါ၏ဖေဖေကိုကြော့ပါ၏မေမေကြော့ပါ၏ဦးတင်ကိုကြော့ပါ၏ဒေါ်လေးလဲကြော့ပါ၏ဒေါ်တော်ယုံလဲကြော့ပါ၏ဦးတင်ဤဇနီးတန်တန်ကြော့ပါ၏ယုံယုံကြော့ပါ၏မေဤတူမအစရှိသဖြင့်အဘဦးဘိုးလုံးယုံယုံဤအဖေရှိစဉ်ကလည်းအဘပါမကြံအားလုံးရှိသမျှမိကြီးမိထွေးကိုကြော့ယုံမကမောင်နှမအချင်းချင်းလဲအထက်အောက်အကြီးငယ်အလိုက်ကြော့ပြီးမှအပြင်ထွက်ပြီးကစားရသည်လူကြီးများကလည်းဘုံကြီးပါစေတက်ရှိပါစေစသည်ဖြင့်စုပေးကြသည်ကျမတို့အရွယ်ရောက်သောအခါဖေဖေသည်စုပေးတစ်မျိုးပြောင်းလာ၏ဘုံကြီးပါစေတက်ရှိပါစေဆိုသောတာမန်စုတောင်းအပြင်ငါသမီးများလင်ကောင်းသားကောင်းရပါစေဆို၍အော်ကြီးဟစ်ကျဲဆူတောင်းတတ်၏ကျမတို့အဘွားမှာစီကံလဲကြည်၏အဆက်ကြောက်လဲကြည်၏အင်မတန်လဲပါနှပ်ပုံရသည်အသက်ကြီး၍နားအနေငယ်လေးတော်လဲတခြားလူပါဇက်လှုပ်သည်ကိုကြည်ယုံနှင့်တည်သည်နောက်တစ်ခါဖေဖေဆူတောင်းပြီးတွင်မူမမေကိုပြော၏မသိမ့်တင်ရဲ့သမီးလေးတွေအပြိုဖြစ်လာတာနဲ့တော့မောင်ဘနေပုံထိုင်ပုံနဲ့ခတ်ပါသည်ကွယ်ပဲနဲ့ဆူပေးတာလေရှက်စရာကြီးအပြိုရည်လေးတွေကိုလင်ကောင်းသားကောင်းရပါစေတဲ့အဘွားကနားရှက်ပုံရ၍မမေကိုပြောပါသည်မမေကစာတရွက်ပေါ်တွင်သမီးများကိုစုပေးလျင်လင်ကောင်းသားကောင်းရစေခြင်းသောစေတနာရှိယူမှန်မှတော်လဲဝမ်းထဲမှသာပေးရန်ပါဇက်ကကျဲလောင်စွာမရွတ်ဆိုကိုစာရေးပြပါသည်စာရွက်ကြီးကိုဖေဖေကကင်ကခုနှစ်သက်နှင့်အော်ပါတော့သည်
မင်းတို့ကဘာတိလဲကွာသူတို့လင်းကောင်းသားကောင်းရမှာတို့ကြီးရင်စတိုင်နဲ့နေရမှာတမတ်တွေမကောင်းရင်တို့အိုကြီးအိုမဒုက္ခရောက်မှာပေါ့အိမ်သားများမှာအိမ်တွေမစဲနိုင်ပဲဥတက်မတက်ရေးပါတော့သည်ကျမတို့လည်းမနေနိုင်ပါရင်းမိပါသည်တကယ်တော့လည်းမှန်ပါသည်ဖေဖေကြီးဆူတောင်းပြေးသည်မှန်သည်ဟုဆိုရပါမည်ဖေဖေခုလိုယောဂါထုပြောပုံတစွတ်ထိုးလှုပ်တက်ပုံနှင့်ဆိုလျင်တော်ယုံတန်ယုံတမတ်များတီးခံနိုင်လိမ့်မည်မထင်ပေတခါကစေးရုံမှအစင်းတွင်လဲကျမအင်းညီမအလက်အကျွဲဤယောက်ျားကိုဘလုံးလေးကသူ့ကားနဲ့အိမ်ထိလိုက်ပို့သည်အဘနော်ကျွန်တော်တို့ကိုတမတ်တော်ရတာအင်မတန်ကန်ကောင်းနေမှတ်ပါအရေးပိုင်ကြီးတွေနေပိုင်ကြီးတွေတောင်အဘအလိုလိုက်နိုင်မှာမဟုတ်ဘူးဟုကြည်စားပြောမိသေးသည်ကဲလေတို့များဖေဖေဆူတောင်းနဲ့ဦးသိမ့်ဖေမြင့်အဖေဆူတောင်းနဲ့နှိုင်းရှင်ဝေဖန်ကြည့်ပါအောင်ဟူ၍ကျမကခင်မွန်းတဲ့အားပြန်လည်ပြောပြကရေမောကြရတော့သည်အမှန်တော့ဖေဖေသည်ရှေ့ခေဘျူရိုကရက်ခေဆိုကြပါစို့ကျွန်းခေတွင်နားမကြပဲစိတ်ကလည်းဖောက်ပြန်သွားသည်လင်ငန်းယောဂကလည်းဝင်ပါလိုက်တော့အခါသူ့စိတ်မှာမူမှန်ယုံမကခင့်နှင့်လည်းအဆက်ပြတ်သွားသည်သူသည်လူငယ်တို့၏မျိုးချစ်စိတ်ဓာတ်နှင့်လှုပ်ရှားမှုကို၎င်းခေအလျောက်အတွေးခေါ်တီထွင်ကြလိုခြင်းကို၎င်းကလထိုင်အိုများတွင်ထိုင်း၍ကျိုးနီစာများကိုဖြေကြရင်အိုသေးကြသောအဖြစ်များကိုလူငယ်တို့မလွန်စားကြပြီကို၎င်းသူလုံးဝသတိမထားမိပေသူစိတ်ကူးခစ်ကြီးတွင်တော့ကလထိုင်အိုကြီးများကျိုးနီစာများသည်ရစ်ပတ်ရှုပ်ထွေးနေကြဆဲဖြစ်၏သားများကပညာဆုံးတိုင်းတင်ဝင်းထောက်စာမေးပွဲဝင်ဖြေကြမဖြစ်တောင်ဝင်းထောက်စည်ရေးစချီစသောကလထိုင်အိုကြီးများတွင်ထိုင်းကြဒါသည်တဘဝပဲဖြစ်သည်သမီးတို့ကလည်းပညာကိုအထက်တန်းရအောင်တင်မိလျင်သူကြိုက်သော BCS တယောက်ကိုယူ၍ဤငရုတ်တီဤစက်သွန်တို့နှင့်စခန်းသွားပြီးတော့ဤဒီမှာလည်းသူမှန်းသောခေသူမှန်းသောတဘဝဖြစ်၏သို့သောအပြင်းသည်ပြောင်းလဲလျက်ရှိ၏ကလထိုင်အိုကြီးများကို၎င်းကျိုးနီစာများကို၎င်းခုတ်ဖြတ်ရှင်းလင်းပြစ်နေကြပြီကိုသူမသိသားမြကသူကြိုက်သောစည်ရေးစချီကလထိုင်ကိုဝင်မထိုင်ဒို့ဗမာစီယုံကိုဝင်လိုက်၏သူဤတူဥနုပင်သူလိုနှက်သက်သောဝင်တော့စာမီဝဲကိုမဝင်ကျောင်းဆရာအေးလုပ်၏ပထမပိုင်းတွင်ဖေဖေသည်အလွန်စိတ်အားငယ်၍စိတ်ပျော်သွားသည်ထင်သည်သူယောဂရပြီးနောက်ပိုင်းတွင်သူသားသမီးများသည်လူစင်မိအောင်စတင်ရတော့မည်မဟုတ်ဟု၍ထင်သည်မိမိကတော်ကဘက်တွင်သူစီးပွားနှင့်သူစပားများလှုပ်သည်ဆိုပေမယ့်ဦးဆောင်သည့်ဖေဖေကယောဂရမိမိကိုယ်စလဲကြီးဦးလှဆိုသူကလည်းတည်ဆုံးသွားသည်ဟုဆိုပါသည်ဖေဖေသည်ငွေရေးကြေးရေးနှင့်သူသားသမီးများပညာသင်ကြားရေးအတွက်ပထမပိုင်းတွင်စိတ်ဓာတ်တိတ်ကြ၍အားငယ်နေပုံရသည်နောက်ဆုံးတော့ဖခင်သည်ဖခင်ပဲဖြစ်သည်မိသူကမိန်းမနှင့်ယောက်ျားဒန်းတူစိုးစီကားမူစင်းစစ်ဖခင်သည်အိမ်ဤဦးဆောင်အိမ်ဤကြက်တီဆောင်ပါပင်သည်ကျမမိမိကိုအလွန်ချစ်၏မိမိ၏စိတ်ဓာတ်မြင့်တင်မိမှုကြောင့်ဖေဖေရိုင်သွားတော့လဲကျမတို့မောင်နှမတစုအခြေမပြတ်ခဲ့သို့တော့ဖခင်သည်ဖခင်ပါပင်သည်ဖေဖေတယောက်ကျောင်းဆရာကြီးဘဝမှာရုတ်တရက်ဘဝပြောင်းလို့ဖြစ်ကစိတ်ဖောက်ပြန်သွားသည့်တပြိုင်နက်သစိမ်းမပြောနှင့်ဆွေမျိုးများပင်မထီမဲ့မြင်ပြုလာကြ၏ကျမမှန်းဆရသည်မှာဖေဖေစိတ်ရင်းကတော့သူသည်ကျောင်းဆရာကြီးဘဝနှင့်ပညာနှင့်အသက်မွေးလာ၏ယခုနားမကြရ၍ပညာကလည်းသုံးမရလေငန်းယောဂါကလည်းဝင်ရောက်လာချိန်တွင်သူ၌ဝင်ငွေမရှိမေမေသည်ထိုးစင်းကငွေကြေးတက်နိုင်သည်၍လန်ဒန်မှနှစ်ချက်များပင်မှားယူကဖေဖေကိုကုသပေး၏သို့တော့မရပါထို့ကဲ့သို့သူပညာသုံးပြီးမရလျင်ဤအိမ်ကြီးအတွက်သူမိသားစုအတွက်သူ၏ခြေလက်အင်အားခန္ဓာကိုယ်အင်အားနှင့်ကူညီမည်အလုတ်လုတ်ပေးမည်ဆိုသောအယူအဆရှိပုံရသည်ဖျားကြီးဝါရှိချောင်းမှတွင်ရေတက်လာသည့်တပြိုင်နက်ရေသွားထန်းကတောက်ရေအိုးမီးဘိုချောင်းသုံးအိုးများပါမကျန်ရေဖြစ်အိမ်ရှိရှိမြောင်းငယ်လေးတွင်ရေတက်လာလျင်တချံလုံးရှိတစ်ပင်များကိုတပင်မကျန်အောင်ရေလောင်မြေဆွနှင့်လှုပ်ပေ၏အဝတ်များကိုကိုရိုင်းလျှော်၏ည9 နာရီထိုး၍သူ၏အိတ်ချိန်တွင်ရောက်လျင်နောက်သူဘာသာသွားမအိမ်တအိမ်လုံးရှိတကားများကိုအပေါက်တစ်ပေါက်မကျန်အောင်ပိတ်ပြီးမှအိတ်၏ကျမတို့တောမြို့များရှိအိမ်ကြီးများတွင်များသောအားဖြင့်အထင်းစင်ကိုကတဲငယ်တစ်လုံးစာလောက်ရှိတတ်ကြသည်ထင်းများကိုတမိုးစာဝဲယူသွန်းလောင်း၍ကလားကြီးများကိုထင်းခွဲခိုင်းမိလျင်နေဘူး66လှမ်းကတခါတည်းထင်းစင်တွေတွင်လှောင်ထားလေးရှိကြသည်